နည်းနည်းလေးရှိနေမကောင်းတာတော့နဲ့အားပေးနေတယ်ကျေးဇူးအများကြီးတင်ပါတယ် brother နော်နေမကောင်းတာတော့အားပေးနေတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် record လေးလုပ်ထားမယ် okay GG ဂုတ်လက်လေးရေးဝါးပြီးလို့ရတယ်နော်ဂုတ်လက်လေးရေးဝါးပြီးလို့ရတယ်အဲ့တော့ကျွန်တော်တို့ SPS skin ကိုဖောက်မယ်ဘင်ကိုလေးတွေကျွန်တော်တို့ကဲကောင်းပါစီခင်ဗျာကိုပြောပါတယ် okay ကျွန်တော်တို့စပြီဗျာအရင်ဆုံး1 dollar နဲ့ပဲသွားလိုက်မယ်ကျွန်တော်တို့ okay 1 dollar နဲ့ပဲသွားလိုက်မယ်ဒါကျွန်တော်မှာ skin တွေကဒီကောက်ကအများကြီးရှိရဗျာအဲ့တော့ပေါက်ပြီးသား skin တွေပေါက်ဖို့တော့များပါတယ်ဒီကောက်ကကျွန်တော်တို့ဒီမှာစကင်961เนาะကျွန်တော် diamond 3000ကျော်ရှိတယ်ဗျာ3000ကျော်ရှိရဆိုတော့ကျွန်တော်ကျုံးမယ်ထက်ကျုံးမယ်เนาะထက်ကျုံးမယ်โอเคအားလုံးစကစ်ထားလိုက်တယ်เนาะစကစ်ပဲထားလိုက်တယ်မြန်လေးသွားမယ်ဟာရာဘူသာပေါက်ပြီးသားဆိုတော့ပေါက်ပြီးသားလေးပေါက်တော့လေတစ်ကက်လေးတွေပြင်ရဆိုတော့စိုးပါအောင်เนาะ diamond ကုန်တက်တာတော့โอเคထက်ဆွဲမယ်မြန်လေးပဲเนาะ Asmarada Ibis skin လေးပေါက်တယ်ဆိုရင်မဲ့လေရှိပြီးသားဖြစ်နေโอเค bingo စပြီဗျာဘင်ကိုစပြီကျွန်တော်ဘယ်လေးကိုအရင်သွားလိုက်မယ်အလဲလေးရင်သွားလိုက်မှာโอเคအလဲလေးပဲရင်သွားလိုက်တယ်မဆိုးလို့ပြောလို့ရတယ်เนาะအလဲလေးသွားရဆိုတော့သဘောကျရင် next one เนาะနောက်10တော့ဆွဲလိုက်မယ်เนาะ10တော့ဆွဲလိုက်မယ်10တော့ဆွဲတယ်တွဲတော့နောက်ကကျရင်မစကစ်တော့ဘူးကွာเนาะဒီမှာပါပေါ့လေကဲအလဲလေးပဲထပ်သွားလိုက်မလားဖန်တစ်တွေကြလူရမသိဘူးတဲ့မဟုတ်တာ brother ကြီးမဟုတ်တာအားပေးတဲ့လူဆိုတာကိုအားပေးတဲ့ဆိုတာမျိုးကဘယ်လိုပြောရမလဲဒါကောင်းတာလေကိုတက်ကောင်းတာအကုန်လုံးကကျွန်တော်ကျေးဇူးရှင်နေပဲ brother เนาะ okay ကျွန်တော်တို့ဒီဘက်ဘေးယူသွားတယ်ဗျာเนาะဒီဘက်ဘေးယူသွားတယ်အဲ့ဒါကြီးတိတ်သဘောမကျဘူးနောက်10တော့နဲ့ပဲထပ်သွားလိုက်မယ်เนาะညင်လေးပြီးတော့10တော့နဲ့ပဲ okay အလဲလေးမို့ရင်ခုနကြာပြီးသားဘေးလေးကိုပဲကြာလိုက်เนาะအုံဖွက်လောက်တာဘေးလေးပဲကြာလိုက်เนาะဟိုင်းမှာကိုရဲတယ်မင်္ဂလာပါ brother เนาะ okay ဗျာဒီမှာကကဲအလဲလေးမို့ရင်ဒီဘက်ကျွန်တော်တို့ဘယ်ဘက်ဘေးလေးကိုကြားလိုက်ပါအလဲလေးမို့ရင်ဒီဘက်ဘေးဆက်ဖို့ဟွာဟိုဘက်သွားရတယ်ကွာအနည်းဆုံး9ကဖြစ်ပြီပေါ့ဟဲ့အောင်ရေးအစာကြီးကလှမနေဘူးမိမေကြီးတော့ဟာပြောစရာမကောင်းဟေးပြောစရာမကောင်းဒီကြီးမှာလိုက်နေဆိုလို့တမင်ဝင်တဲဝင်လာတာဟောရောရေးဘလို့ကြီးတော့ဘင်ကိုကြီးကိုရှိုးပါအောင်ကွာဘင်ကိုကြီးကမလှနေဘူးဟေးဘေးတွေကြီးပဲတဲကြတာရောဟေးကုံပေါက်ဟာကုံပေါက်ကဲအဲ့ဒါတန်းတော့နဲ့ပဲထပ်သွားလိုက်အောင်မယ်ဟေးတန်းတော့နဲ့ပဲထပ်သွားကြည့်လိုက်အောင်မယ်ဘေးတွေကိုကြပါတယ်တဲ့ပျော်စရာကောင်းနေတော့ဘူးရောက်ပြီအဆုံးကြမှာလှမှာပါတဲ့ oh my god ဟဲ့အောင်ကြီးဘယ်ကြနှစ်ခုကတော့ဖြစ်မှာပဲကဲကူမမစ်လဲလေးကိုပြန်ကြလာရော့ကွာအဲ့တကောင်တန်းစီဝမ်းစီသွားမယ်နော်ဝမ်းစီသွားလိုက်မယ်ပျော်စရာကောင်းမနေဘူးရော့ကွာနောက်စကစ်လိုက်နောက်ကကျရင်စကစ်လိုက်မယ်โอเค20နှစ်ပေါက်ပြီးသားစကစ်လိုက်မယ်ကွာ1 draw โอเคဒိုင်မွန်လေးတော့တက်တာတော့ပေါက်ပြီးသားတွေဆိုတော့โอเคဗျာကဲโอเคဒီကတော့တန်းလိုက်တော့နော်9ကနေတော့တန်းလိုက်တော့နော်9ကနေမှမတန်းဖာတန်းကိုစာကဲရတော့မယ်ဆိုတဲ့အနေထားတစ်ခုမှာတော်သေးတော့ကွာထိအောင်ရေဒါပါပေါက်လာလေဒါဖာကြီးလေခွင်းနေပြီလားစိုးတော့ကျွန်တော်နှစ်ကောင်လုံးဖောက်မှာဆိုတော့ဘာပေါက်ကိစ္စမရှိဘူးခွန်နဗီယာလေးတော့ရသွားပြီဟောရေတော်သေးတာပေါ့9ကမှပေါက်လို့6ကတွေ9ခါတွေဆိုရင်တော့9ဘွားကမတွေးရဲစရာပဲဘတ်စကီလိုချင်တဲ့အကုန်ဖောက်မှာကော်လတာရော3ကောင်လုံးဖောက်မှာအခုအေမွန်ကော်လတာရောခွန်နဗီယာရောဖဇာနာရော3ကောင်လုံးကျုံးမှာဆိုတော့โอเคကျွန်တော်10တော့ထပ်သွားလိုက်မယ်ဟဲ့ဟောရေဒိုင်မွန်က1000ကျော်ကုန်သွားတယ်ခုနဒိုင်မွန်1000ကျော်ကုန်သွားတယ်ထင်တယ်1000ကျော်3000လောက်ရှိတာဟာ1000ဝန်းကျင်လောက်ကုန်သွားတယ်ဟေးစကီတကောင်ရဖို့အဲ့လောက်ကြီးကုန်ရလားကွာတခြားလူတွေအဲ့လောက်မကုန်ပါဘူးလို့3000ပဲထားဗျာ3000ထားဘယ်လောက်ကုန်သွားလဲ8000လောက်ကုန်သွားတယ်โอเคခါ9000လောက်ဆိုတော်သေးတယ်ရောက်ပြီဒီခါတော့မရက်ဆက်နဲ့တော့နော်ဒီခါတော့မရက်ဆက်နဲ့တော့နော်ဒီကတော့မရက်ဆက်နဲ့တော့ဦးနာတို့ချက်9ခိုင်ကြတော့အဆင်မပြေဘူး Starlight ကလာယူတာပြီးလုတ်ပေးမယ် brother နော် Starlight ကလည်းဖောက်ပေးမယ်โอเคဗျာဘေးနှစ်ခုကိုကြထားပါတယ်တဲ့နော်အရင်တော့ပျော်စရာကောင်းမနေဘူးကြောက်ကြီးထက်လာပြန်ပြီဘေးနှစ်ခုကိုကြထားတယ်ဆိုတော့တန်းတော့နဲ့ပဲထပ်သွားလိုက်အောင်မယ်ဟောဘေးနှစ်ခုကိုကြပါတယ်တဲ့ဟာကန်နီကတော့ကောင်းမနေခဲ့ဘူးနော်ဖျားရှိကိုမေ့သွားတာထင်တယ်အလေကြီးတော့မကြပါနဲ့โอเคဗျာတော့ဘေးလေးကိုကြလိုက်နော်ညီကိုတို့ဘေးလေးကိုကြလိုက်နော်နည်းနည်းပါးပါတက်အောင်လှုပ်ပါဦးနော်တက်လေးလှုပ်ပေးပါဦးနော်တက်လေးလှုပ်ပေးပါဦးโอเคဗျာโอเคဘေးလေးကိုကြလိုက်ဒီဘက်ဘေးလေးကိုကြလိုက်ညီကိုနော်အရင်ကျေးဇူးတင်မိမှာနော်ဘယ်နှခါကြံသေးလဲရော့9ခါ10ခါ9ခါကဲ10ဗျာ10လှုပ်ဒီဘက်ဘေးလေးကို
ယူကီတို့ဆွတောင်းပေးပါအောင်ဂျီဂျီကိုလက်လေးနော်ဒီဘက်ဘေးလေးကိုနော်ဒီဘက်ဘေးလေးကိုပဲဖုန်းလေးစောင်းပေးထားမလားဖုန်းလေးစောင်းပေးထားမလားအေးဟုတ်တယ်အော်ဒီကတော်သေးတယ်လို့ပြောရမယ်ဒီက၄ကနဲ့ရောက်သွားတယ်ခုန9ကရနည်းနည်းများတယ်လို့နော်အားကြတယ်ဗျာတဲ့အော်အားကြတယ် AC bro AC fighting နှစ်ကောင်လုံးရသွားပြီနော်သူကြည့်လိုက်ပြန်ရှိုးလာအောင်တစ်ချက်ပြန်ရှိုးလာအောင်နှစ်ကောင်လုံးရသွားပြီနှစ်ကောင်လုံးရသွားပြီဗျာဒီမှာနှစ်ကောင်လုံး update ဖြစ်သွားပြီကဲ skin လေးတွေတော့ပြန်ချိုးလိုက်မယ်နော်ဒီမှာညာလေးပဲထားပါတော့မယ်နော်ကျွန်တော်တို့ဒီ experience လေးရတော့ခုနနှစ်ကောင်လုံးအော်သွားပြီပိုင်ဆိုင်သွားပြီနော်โอเคဗျာဒီကောင်က record တွေပါတွေကဖောက်တော့ပါဘူးနော် record တွေပါတွေမဖောက်တော့โอเคအဲ့ဆိုကျွန်တော် emo skin color emo color လေးထည့်ကြုံမယ်ညီကိုနော် emo color လေးထည့်ကြုံမယ်ဒီမှာလဲမိုက်တော့မိုက်တယ်နော်ဒါတွေဘာတွေကဝယ်ပြီးသွားပြီဆိုတော့အဲ့တော့ emo မှာ record ကလည်းအကုန်ဖောက်ပြီးသား bro နော်ဒီကောင် record အကုန်အုံးမယ်โอเคအဲ့ဆို emo လေးထည့်ကြုံမယ်ညီကိုတို့ emo လေးထည့်ကြုံမယ်ဒါပြီး starlight ကလေးကျွန်တော် giveaway လုပ်ပေးမယ်ညီကိုနော်ဒါပြီး starlight ကလေး giveaway လုပ်ပေးမယ်ကျွန်တော်တို့ YouTube channel လေးကိုလည်း subscribe လေးမလုပ်ကြသေးတဲ့ညီကိုရှင်း subscribe လေးလုပ်ပေးပါအောင်ဘတ်1000ဆိုဘတ်1000ဒုက္ကတိရနိုင်လားရတာဗော brother ဘတ်1000 easy လေးကိုကန်လို့ရโอเคနော်ဒါဒီမှာလဲကြော်ပေါက်လိုက်လို့ရတော့နော်ကြော်ပေါက်လိုက်လို့ရတော့ရွှေပဲညီကိုနော်ကြော်ပေါက်လိုက်လို့ရတော့ရွှေပဲemo color လေးကြော်ပေါက်လိုက်လို့ရတော့ရှယ်ပဲနော်ဟုတ်တယ် emo တကောင်ပဲလို့တာဆိုတော့နော် emo တကောင်ပဲလို့တာဒီထဲမှာလဲဒါတွေကတော့အကုန်ရှိပြီးသားပြီပါโอเคအဲ့ဒါထက်ကြုံမယ်ဗျာနော်ထက်ကြုံမယ်ညီကိုနော် color လေးထက်ကြုံလိုက်မယ်တော်လေးပဲသွားမယ်နော်တော်လေးပဲသွားမယ်ညီကိုချိန်နေကျွန်တော်တို့ဆွဲမနေတော့ဘူးနော်ဒုံရှိုကန်အခုတော့ဘယ်သေးလဲဒီကောင်က bro တိတ်100နဲ့5သိန်းစိုးအောင်ပြီးသား bro ဒီကောင်စိုးအောင်ပြီးသားဟောပိုင်ရှိကိုယ်တိုင်ဖောက်ခိုင်းလို့ဖောက်ပြီးတာဒါကျွန်တော်ဒါဒီထဲမှာ diamond ပထမသိန်း90ကျော်ဘူးထည့်ထားတာဒီကောင်ဒီကောင်100နဲ့5သိန်းစိုးအောင်ပြီးသား customer က35သိန်းစီရင်ချတာပြီးသားโอเคထက်ကြုံမယ်ဗျာထက်ကြုံမယ်emo လေးကိုကြုံမယ်စကီရှိရ31ဆိုရောင်းမယ်ဘယ်လောက်ရနိုင်လဲအဲ့အခုအဲ့ဒါတော့ကျွန်တော်တို့ collector point နေ Paris skin နေ collector account မနေပါအဲ့လိုမျိုးကြည့်ရအောင်မယ်နော်โอเคကျွန်တော်တို့ထက်ကြုံမယ်သူကများလာတယ်နဲ့မြဒီလဲတဲ့ဟာလေတန်ဖိုးကမြင့်လာတာနော် collector အဲ့လိုလေးတော့ရှိတယ်ကဲကျွန်တော်တခုကြော်သွားတယ်နဲ့ကျွန်တော်တို့တခုကြော်ပေးသွားတယ်နဲ့โอเคဗျာအခုမေးစစ်သားကိုရောက်လာပြီပေါ့နော် crystal style လေဒီမှာအများကြီးပဲဒီမှာနော်1500ကျော်ကြံသေးတယ် AC လေးထက်ကြိုးမယ်ဗျာနော်တပါ first row တွေပဲလုံးမယ်ကြိုးမယ်ထက်ကြိုးမယ်ကြိုးမှာဒီမှာခုနေကြိုးမယ်ရာရီကြိုးမယ်နော်မြင်လေးပဲတော်လေးသွားလိုက်မယ်ပြီးရင် brother တို့ basket လေးတွေဝယ်သေးချင်သေးလေကြီးလိုက်မယ်ပြီးလို့ရှိရင်လိုရာလေးရှိရင်ထပ်ဝယ်မယ်ဒီထဲမှာ diamond တွေအများကြီးရှိသေးတယ်ကျွန်တော်တို့ဘလောက်ကြံသေးလဲကြည့်ပြီ diamond တသိန်းကျော်တောင်ကြံသေးတယ်ဗျာခုနနှစ်ကောင်ဖောက်လိုက်တာကျွန်တော် diamond 1000ဝန်းကျင်တော့ကုန်သွားတယ်ဒီမှာတော့ကျွန်တော်တို့လက်ရှိ diamond 300သေးဘူးဆက်ကြိုးမယ်ကဲမင်းစစ်သားနိုင်ရောက်တော့မယ်အခုကဒိုင်းကတော့စသုံးရတော့မယ်နော်ဒိုင်းကစသုံးရပြီဒိုင်းထောက်ခရစ်စတယ်တော့ဒိုင်းမသုံးရသေး sorry span diamond သုံးရင်ဒီမှာ free token ထည့်ရတယ်free token လေးနဲ့ပါထပ်သွားရင် crystal order တက်တာမယ် okay အဲ့ဆက်စုလာဝဲဦးမယ်နော်ကိုကန်တို့ကျေးဇူးပါကွေနော်ဒါတော့မမြင်ရကြဘူး long night လို့ဆိုကျွန်တော်ပြန်လာမယ်ကမ်းမှာโอเคထကြိုးမယ်နော်မေးစစ်သားရသွားပြီဆိုတော့နောက်ပြီးရင်ကျွန်တော်တို့ဘာလဲအဲ့ဒါဟက်နောက်တစ်ကောင်ပြီးရင်လာပြီကြော်ပေါက်လိုက်ပါလားနော်ဒီမှာဟန်ဆိုကြော်ပေါက်လိုက်ပြီးသွားပြီဒီမှာဒီနေရာမှာကြော်ပေါက်လိုက်ဗျာကြော်လိုက်ပါနော်တခုတော့ကြော်ပေးနေတယ်လို့ထင်တာပဲနော်တခုတော့ကြော်ပြီးတော့တခါတည်း skin လေးတန်းပေါက်လိုက်ပျော်နေပြီမှာအကောက်လေးထရပါတယ် brother ရောင်းဝယ်လေးထအကုန်ရတယ်နော်ကြော်ပေါက်လိုက်ပါနော်ညီကိုတို့ကြော်ပေါက်လိုက်တခါတော့ကြော်ပေါက်လိုက်ပါ skin လေးနော်ကြော်ပြီးတော့ပေးလိုက်ပါလားနော်မပေးဘူးလားနော်မိုးတိုရင်လုံးပါအောင်နည်းနည်းပါနော်မကြော်ဘူးဟဲ့ဟဲ့ကြိုက်ကြီးမကြည့်ဘူးဒီကောင်ဆိုရင်တော့တေချာပေါက်ဟိုပါပဲအေမွန်လက်ရောက်ပြီဗျာနော်မကြော်ပေါက်ဘူးဗျာနော်နည်းနည်းလေးတော့ကျွန်တော်သိမကြည့်ဘူး၄ကနဲ့ရပြီပေါ့ရသွားပြီနော်၄ကရတော့ရသွားပြီဒါပေမဲ့ကြော်ပေါက်မနေခဲ့ဘူးအေမွန်လေးတော့ရသွားပြီလှတယ်အေးနော်အေမွန်ကြိုင်တဲ့ညီကိုတွေနော်တက်နိုင်လို့ရှိတော့ဒီကောင်လေးဖောက်စေချင်တယ်တော်လေးလှပါတယ်နော်တော်လေးကိုလှတယ်ဗျာနော်အဲ့ဒါဒီညအေမွန်ဟိုနေရောအကုန်လုံးပိုင်သိမ်းလိုက်ပြီနော်၃ကောင်လုံးပိုင်သိမ်းလိုက်ပြီအခုတိတ်ထွက်တဲ့ဆူရှင်းစကင်လေးဝယ်ရမယ်နော်ချူရှင်းလေးဝယ်ရမယ်ဒါပါလေစကင်လေးတီဝယ်ဗျာနော်ချူရှင်းလေးလားမသိဒါပါလေဟုတ်တယ်ဆူရှင်းလေးကောင်းတယ်ဒီကောင်လေးလှတယ်
limited time event ဟောဝယ်ရတာရော့60ဝယ်ပလိုက် okay ဝယ်ပလိုက်နောက်ဘာဝယ်ရရှိသေးလေနော်ရှိတာတွေအကုန်ဝယ်ပေးထားမယ်တော့ဘာဝယ်ရရှိသေးလဲ short လေးဝင်ကြည့်လိုက်အောင် Starlight ကလေး game ပဲဗျာနော် Starlight ကလေးဒါတွေကမရှိလားဒါတွေရှိတယ်ရှိပြီးသားဆိုဝယ်ကြမလို့ Okay ဗျာအားဆိုရင်အကောင့်လေးရောင်းချင်လို့ရပါတယ်ခင်ဗျာကျွန်တော် Telegram channel ကိုလာခဲ့လို့ရပါတယ် Starlight ကကျွန်တော်တို့ giveaway လုပ်မယ် giveaway စမယ်နော်ကျွန်တော်တို့ giveaway ကိုဘယ်လိုနည်းနဲ့လုပ်ရင်ကောင်းအောင်မလဲကျွန်တော်တို့တစ်ချက်စဉ်းစားပြီးတော့ဒီတွေကနေပြီးတော့ Starlight ကနော် brother တို့တစ်ခုရှိတာ Starlight ကယူမယ်ဆိုရင်အနည်းဆုံး friend ဖြစ်တာ10ရက်တော့စောက်ပေးရတယ်ချက်ချင်းတော့မရဘူး10ရက်ပြည့်ရမယ်ဗျာကျွန်တော်တို့ normal နှစ်ကတ်တကယ်မဟုတ် normal နှစ်ကတ်ကျွန်တော် giveaway လုပ်ပေးမယ်ပထမကျွန်တော် normal နှစ်ကတ်ကျွန်တော် Starlight ကလေး giveaway လုပ်ပေးပါမယ်နော် Starlight ကနှစ်ကတ်ကျွန်တော်တို့ giveaway လုပ်ပေးမယ်အဲ့တော့ကျွန်တော်တို့တနည်းနည်းနဲ့လုပ်ရမယ်ဘယ်လိုနည်းလေးနဲ့ giveaway လုပ်ရင်ကောင်းမလဲကျွန်တော်တို့အခုဗျာဒီမှာလူက current view ဆိုရင်43ယောက်ရှိတယ်အဲ့43ယောက်ထဲကကျွန်တော်တို့ဒါဆိုရင်ကဲအားဆိုခဏလေးစောင့်ကျွန်တော် giveaway လုပ်ပေးဖို့အတွက်ကျွန်တော်စာရွက်လေးနဲ့ပုတ်ပြီးနေရေးပေးလိုက်ယူလာကဲဒီမှာစောင်းလေးယူလာပြီစောင်းလေးယူလာပြီဆိုတော့ကဲကျွန်တော်ပြီးလို့ရှိရင်ဒီမှာနော်စာရွက်လေးမြင်ရလားမသိဒီစာရွက်လေးထဲမှာ brother တို့နော်ကျွန်တော်တေချာနားထောင်နော်တေချာနားထောင်ကျွန်တော်ကဒီမှာ viewer အားလုံးပေါင်း40နဲ့ကျွန်တော်တို့9ယောက်ရှိရဗျာဒီဘက် viewer လမ်းလိုက်လာကျေးဇူးများကြီးတင်ပါတယ်နော်ဒီမှာကျွန်တော်ဒီထဲမှာကျွန်တော်ပြီးရင်အခုမမှတ်နဲ့နော်ကျွန်တော်ပြောပြမယ်အခုမှန်းလို့အခုဘာမှမဟုတ်သေးဘူးကျွန်တော်ပြောတာလေးတေချာလေးနားထောင်ပြီနော်ဒီထဲမှာကျွန်တော် hero တစ်ကောင်ကျွန်တော်ချရေးမယ်ပြီးလို့ရှိရင် brother တို့ကကျွန်တော်ချရေးထားတဲ့ hero ကိုခက်မှန်းပြီးခက်မှန်းလို့မှန်လို့ရှိရင်မှန်တဲ့လူကိုမှန်တဲ့အရင်ဆုံးမှန်တဲ့လူတယောက်က Starlight ကရမယ်ပြီးလို့ရှိရင်နောက်တစ်ခါထပ်လုပ်မယ်နောက်တစ်ခါမှန်တဲ့လူက Starlight ကရမယ်အခုကျွန်တော်မရေးရသေးဘူးကျွန်တော်ရေးပြီး match ဆိုတော့မှမှန်ပြီပေါ့နော်ဒီဖုန်းကျွန်တော်ဂိမ်းနဲ့ဝင်လိုက်ပါ hero လေးကြည့်ကဲ comment လေးခဏဖတ်မယ်နော်ကျွန်တော်ပြီးရင်မှာ hero နာမည်မှားရေးမှာဆိုလို့ကျွန်တော်ကြည့်မှာရေးမှာရကျင်လိုက်တာဗျာကျေးဇူးအများကြီးတင်ပါတယ်ညီလေးနော်အခုလို့လာကြည့်ပေးတာတဲ့နေတကယ်ကိုကျေးဇူးတွေအများကြီးတင်နေပါပြီကျွန်တော်ကြည့်ပေးတဲ့ညီကိုတွေအားလုံး thank you so much ပါညီကိုနော်ဘယ်ဟိုကောက်ယူနာငါကောက်ယူလားနေကောက်မလားဘယ်ကောက်အားဆိုတူနေမှာပေါ့ဟိုကောက်နေရှေ့ရခဏသွားခဏရနော် brother နော်ကျွန်တော်ဒီ game ကောက်တူယူဝင်တာလို့ tablet ထဲမှာလည်းဒီလက်ရှိစောင့်နေတဲ့ game ကောက်ဒီထည့်ထားတဲ့ game ကောက်ယူတော့device တွေအကုန်တိုးကုန်လိုက်မယ်ခဏလေးစောင့်ပြီနော်ကျုံးမယ်ပြရတယ် okay ကျုံးမယ်ပျော်တရားလေးလည်းကောင်းအောင်လိုက်ဖြည့်ကြပါညီကိုနော်မပေါင်းတဲ့ရင်းနဲ့ဘယ်လိုလုပ်မလဲတဲ့မပေါင်းနဲ့ရေးလိုက်ပေါင်းတတ်တယ်လို့ရေးလိုက်မြန်မာလိုအတန်တက်ရေးလေးရတယ်မြန်မာလိုအတန်တက်ရေးလေးရတယ်ကိစ္စကြိုက်တယ်လို့တာရေးကျွန်တော်အနီးသက်ဆုံးယူပေးမယ်ကျွန်တော်ဖောက်တဲ့လူဆိုတော့ကျွန်တော်ကကိုယ်တိုင်ကျတော့တလွဲရေးလို့ရှိရင်ကျန်တဲ့လူတွေတော့မကောင်းဘူးအဲကြောင့်မို့ကျွန်တော်ဒီမှာ hero လေးကိုကြည့်ပြီးတော့မှကျွန်တော်ရေးမယ် brother တို့ကပြီးရင်ရေးလို့ရပြီဆိုစရေးပေးအဲကြောင့်လို့ရှိရင် brother တို့စာလုံးပေါင်းမောင်းလိုက်ကြရတယ်နော်မြန်မာလိုအတန်တော့ရေးလိုက်ရတယ်မြန်မာလိုအတန်တော့ရေးလိုက်ရတယ်ဘာမှမဖြစ်ဘူးအေးစေးကျွန်တော်ကြိုက်တဲ့ hero ပဲကျွန်တော်ရေးမှာပြီးနေအောင်ဘာကြီးလေမသိဘူးအောက်ဆန်မရဘူးတော့ပြီးလိုက်ပြီလေးလိုက်နေအောင် recall လေးဖောက်ပြပါလားအကူတဲ့ recall brother အကုန်ဖောက်တာကွာလေ recall အကုန်ဖောက်တာကွာကဲအားဆိုရင်ကဲကျွန်တော်ရေးပြီးသွားပြီเนาะကျွန်တော်ရေးပြီးသွားပြီဟို brother တို့ man လို့ရပါပြီเนาะရပါသေးတယ် brother တို့ man လို့ရပြီ hero နာမည်လေးတွေ man လို့ရပြီเนาะကိုထင်တဲ့ hero လေးတွေ man လို့ရပြီကျွန်တော်ဒီမှာ hero တက်ကောင်နာမည်ကိုရေးထားပြီးသွားပြီเนาะကျွန်တော်ဖတ်ပေးမယ်
ဂူရှင်နဲ့ချောင်းနဲ့ဗနက်တတာတဲ့လီလာတဲ့ချောင်းနဲ့မော်စကိုဖန်နီအေဖာဗီဇာနာချောင်းမင်းစစ်သားအေမွန်မီယာဖန်နီချောင်းဇူရှင်အေမွန်ချောင်းအေမွန်နနာလီယိုမော်ရိုဂျာဖရန်ကိုအေမွန်အေဖာအေမွန်ဗဒန်ဆလီနာလင်ဖန်နီအေမွန်အလူကတ်အလူကတ်ဂရန်ဂျာနေကိုမလေးကြောက်မှာဆိုလို့အလူကခဏဂရန်ဂျာနတ်တန်အာကတ်ချောင်းမီယာကေဝေမပေးသေးဘူးလားကွန်နဗီယာမီယာဒိုင်ရောအေမိုမော်စကို11လင်းကလောက်ရိုဂျာညီညီမြေဟေးတာတဲ့မှန်သွားပြီနော်ဒီမှာကျွန်တော်တို့ဒီမှာပင် message ဒီမှာမှန်သွားပြီနော်ကျွန်တော်တို့ဟေးတာပါနော်ဒီမှာကျွန်တော်ရေးထားတဲ့ဟီးရိုကဒီထဲမှာမှန်တက်ပေါ်လာမလို့ဟေးတာပါနော်ဟေးတာပါကျွန်တော်ညီမင်းမှန်ပါတယ်နော်ကိုညီမင်းမှန်ပါတယ်နော်ကဲကိုညီမင်းအကောက်ကိုကျွန်တော်ဓာတ်ပုံလေးရိုက်ထားလာမှာနော်ကိုညီမင်းကမှန်တယ်ကိုညီမင်းဟီးတာကျွန်တော်တို့အရင်လွယ်တဲ့ဟီးရိုမထားတော့ဘူးကျွန်တော်ကြိုက်တဲ့ဟီးရိုထားတာကဲအားဆိုရင်ကျွန်တော်တို့ဒါအရင်ဆုံးမှန်းတဲ့လူပေးတာပေါ့နော်ညီမင်းကဟီးတာအရင်ဆုံးမှန်းလိုက်တာဟီးတာပါဟုတ်ပါတယ် next try နော်တဲ့နောက်တစ်ခါကြံသေးတယ်နောက်တစ်ခါကြံနှစ်ခါမှန်းလို့ရလာတယ် bro စိတ်ကြိုက်မှန်းလို့ရတယ်နှစ်ခါမဟုတ်3-4ခါလည်းရတယ်ဆိုတော့မသိလိုက်ပါဆိုတော့နော်ကျွန်တော်နှစ်ခါမှန်းလည်းရတယ်3ခါမှန်းလည်းရတယ် Telegram လာထောက်မှလာရတယ်ခဏလေး brother ကြီးနော် Telegram လာထောက်မှဟုတ်ပါတယ်အခုတော့မရသေးဘူးမနေ့ပြန်ညမှလာတော့မနေ့ပြန်ညမှလာထုတ်တော့အခုကကျတော့ကျွန်တော်တို့ဒီ admin တွေလည်းအကုန်နားညင်ရောက်သွားလို့မနေ့ပြန်ညလာထုတ်ကျွန်တော်လုပ်ပေးမယ်နော်ကိုညီမင်းဟို brother ရဲ့ဟိုနေကျွန်တော်တို့ YouTube ရဲ့ကျွန်တော်တို့ user name နေရာစအသေးချာမှတ်ထားပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒါဟိုနေလာထုတ်တဲ့အခါကျရင်လည်းအခုကိုယ့်ရဲ့ YouTube ကောက်တွေပါတယ်ကိုကျွန်တော်တို့ဒါပြန်ပြီးတော့ဟိုပြခိုင်းတာလေးပါတယ်ရှိမယ်ပေါ့နော် video call လေးနဲ့ဖြစ်ဖြစ်နော်ဟိုတခြားလူကလာထုတ်တာတော့ဘာလို့ဖြစ်မှာဆိုလို့အဲ့တော့ကျွန်တော်တို့နောက်တစ်ကက်starlight တကက်ကျွန်တော်တို့ထပ်ကြုံမယ်နော်နောက်တစ် starlight တကက်ကျွန်တော်ထပ်ကြုံမယ်ကဲအဲ့တော့ကျွန်တော်နောက်တစ်ခေါက် hero နောက်တစ်ခုရေးမယ်နော် next try နော် hero နောက်တစ်ခုရေးမယ်ဖစားနာ bro hero နမီမှတ်ပြီးတော့ roll လောက်ပြောပြပေးအခု roll တွေပိုင်းမပြောတော့ခဏလေးနော် bro 2မိနစ်လောက်ပဲကြာတယ်ကျွန်တော်တို့အဖြေမှန်သွားတာအခုအဲ့လို hero roll တာပြောလိုက် bro အကုန်လုံးမှန်တဲ့လူတွေပြတ်သိမ့်နေလိုက်မယ်အဲ့တော့ကျွန်တော်နောက် hero တစ်ကောင်သွားမယ်ဗျာနောက် hero တစ်ကောင်ကိုကျွန်တော်ကြိုက်တဲ့ hero တွေကပဲထားမယ်ကျွန်တော်ဓာတ်ကြတဲ့ hero နော်ကဲခဏလေးနော်ကျွန်တော်ရေးလိုက်မနေ့ပြန်လာလောက်အောင်ဟုတ်တယ်မနေ့ပြန်မှာအခုပေါက်တဲ့လူကမနေ့ပြန်လာထုတ်နော်မနေ့ပြန်မှာလာထုတ်မနေ့ပြန်ကျရင်ကျွန်တော် friend app ပြီးလုပ်ပေးတာပဲပြီးရင် keep ပေးမယ်လी New brother ရအခုကျွန်တော် ready man လို့ရပြီဆိုကျွန်တော်ပြောပေးမယ်နော် live stream လေးကလည်းခဏလေးပဲရှိပါသေးတယ် easy ပေါ့နော်ဗဒန်းနဲ့ညီလေးခဏနေဘာမှမလုပ်ရသေးဘူး okay အားဆိုလို့ရှိရင်ဒီမှာဗလာနော်ဒီမှာဗလာကျွန်တော်ကင်ထားတယ်ဒီဘက်မှာဗလာနော်ဒီဘက်မှာကျွန်တော်တို့ဒါနာမည်ရေးပေးထားတယ်ကျွန်တော်ဒီထဲမှာပဲဒီမှာဒီအိုင်းလေးပဲပြပေးထားမယ်ဒီအိုင်းလေးပဲလုပ်ထားမယ်တော့じゃစာရွက်တွေပြောင်းနေဘာညာဖြစ်မှာဆိုလို့ okay ကျွန်တော်တို့အားဆိုလို့ရှိရင်ကျွန်တော်ဒီလက်ထဲမှာကင်ထားတဲ့စာရွက်တွေက hero ကို brother တို့ခက်မှန်းပြီးတော့ comment မှာရေးလို့ရပါပြီမှန်တဲ့လူကကျွန်တော်တို့ဒီ starlight ကတ်လေးတကက်ရမှာဖြစ်ပါတယ်เนาะ normal ကတ်တကက်ရမှာဖြစ်ပါတယ်စာရေးလို့ရပြီเนาะစာရေးလို့ရပြီ brother เนาะတဲ့ကြီးတဲ့ဘိန်းတဲ့ဘနက်တတာတဲ့နန်းနာတဲ့ Auxilia Franco Alpha Freya Roger အကိုင်ပိုးပြီးရဲ့ခုနကမပြော Rodigi အဲ့ကျွန်တော်ကကြော်ရမှာဆိုလို့ brother เนาะပိုးပြီးရဲ့ဇွန်ဆန်ရေးတာ Fanny ဂါတိုကချာဆလီနာ YBE Join နသန်အပေါ်ရဲ့နှစ်သိန်းစုကိုရဲ့ဖင်ချုပ်ကပြမှာ Alpha Zushin ချောင်း Villa Fanny Basia CC အကိုင် Emo Lin Granger Diki ချောင်း Leila Brody Nathan Franco Gushin Lin Padan Roger Fasa Harris Carly မဟုတ်နော် Carly လည်းမဟုတ်ပါဘူးခဏလေး Grow Suyu ရေသူမရခဏကြော်သွားလို့ကျွန်တော် brother တို့မှန်ထားလိုက်ကျွန်တော်တဖြည်းဖြည်းချင်းကြည့်ပေးမယ်ကြော်သွားရင်ကျွန်တော်အပေါ်ပြန်ဖတ်တာ
ဟာရာဘူသာကြော်အောင်ပါဆိုလို့ပေါ်ပြန်ဆွဲလာအောင်မယ်အာလူကြော်တွေပါခုနကမဖတ်သေးတီကီအကိုင်လပူလင်နိုဗာရီယာဂလူအော်ရဖီယာခဏချောင်းအဲ့တော့ဒီကနေပြန်ဖတ်ပြ YV ချစ်ရဲလေးပိုင်ချစ်မှန်တာနော်ချစ်ကမှန်ပါတယ်ရဲလေးပိုင်မှန်ပါတယ်ရဲလေးပိုင်မှာပင်ထောက်ဖို့ဘလို့အပေါ်ကပင်မဖြုတ်ရသေးဘူးထင်တယ်ပင်ထောက်လို့မြခဏအပင်မက်ဆေ့ရဲလေးပိုင်ချစ်ပါကျွန်တော်အဲ့မှာသူ့ထက်မှာအပေါ်မှာမှန်ထားလို့ရှိသေးလားတောက်ကြည့်လိုက်အောင်နော်ဒီမှာချစ်ပါကျွန်တော်ကချစ်ကိုကြိုက်ပါတယ်အဲ့တော့ကျွန်တော်ချစ်လို့ရေးထားပါနော်ဒီကိုရဲလေးပိုင်ချစ်လို့မှန်ထား YB ဆူရှင်နာနာသူ့ပေါ်မှာခါလီမှန်တာရှိတယ်ခါလီကခုနရေးပြလို့ပဲခါလီကိုမရေးပြလိုက်ပဲချစ်ရေးပြလိုက်တာโอเคဗျာဘာဖြစ်ပါဝင်ပေးတဲ့ညီကိုတွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်เนาะဘာလို့ဖြစ်ပါပေးတာပဲတကယ်ကျေးဇူးတင်ပါတယ်โอเคပြီသူ့ပေါ်မှာချစ်ရေးတာမရှိဘူးเนาะ तू ကအရင်ဆုံးပဲโอเคဟုတ်ရဲလေးပိုင်ချစ်เนาะဒီမှာခုနမမြင်ပါဆိုလို့ဒီမှာချစ်ပါเนาะ CAIB ချစ်ဘရိုတခြားလေးမေးပါလားတဲ့ဘရိုနှစ်ကပ်ပြည့်သွားပြီနော်ဒီကောက်မှာတော့ diamond ကဘယ်လောက်ကုန်သွားလဲဆိုတော့ကျွန်တော်တို့1400လောက်ကုန်သွားပြီနော်စကင်ကဘာတွေရလဲဆိုလို့ရှိရင်စကင်တွေရလဲပြောလို့ရှိရင်ကျွန်တော်တို့ဒီ experience skin နှစ်ကောင်ပေါ့နော်ကဲ diamond ကကျွန်တော်တို့1400ပတ်လေကုန်သွားတယ် experience skin နှစ်ကောင်ရတယ်ဖဇာနာကိုကိုနဘီရောနှစ်ကောင်လုံးရတယ်ကျွန်တော်တို့ပြီးတော့ amon collector ရတယ်ဆူရှင်းစကင်တစ်လေးဝယ်တယ်ပေါ့နော်အားလေးတွေသုံးလိုက်ရတယ်ကျွန်တော်တို့နော်ပေါက်တဲ့ညီကို2ယောက်ကကျွန်တော်တို့ဒါ Telegram TikTok user name နေကျွန်တော် TikTok user name နဲ့ YouTube user name တွေပါကျွန်တော်တို့ယူထားမှာပါပြီးလို့မနေ့ဖက်ကျရင်လာထုတ်လို့ရပါတယ် comment လေးတစ်ချက်ပဲဘဲကြီးတဲ့ Y2 by စိတ်ဝင်စားလား CB တဲ့မလုပ်ပါနဲ့ 6K ဈေးလေးပြောပြပေးပါလား 6K ကတသိန်းဝန်းကျင်လောက်သွားနေပါတယ်နောက်တစ်ခါပို့ကွာဟုတ်တယ် brother နောက်တစ်ခါကျွန်တော်လုပ်ပေးပါမယ်ဒီနေ့တော့ပို့တော့နောက်နေ့တွေလုပ်ပေးပါမယ်ခင်ဗျာ6K ဝက်ဈေးတဲ့တသိန်းဝန်းကျင်ပါ bro နော် Funny Enemy ACD ကလည်းတသိန်းဝန်းကျင်ပါ6K အဲ့တသိန်းနာဝန်းကျင်ဆိုရပါတယ်အကူက KW လာတယ်မဟုတ်ပါဘူးဗျာကျွန်တော် KW လုံးဝမဟုတ်ပါဘူး KW လည်းတစ်ခါမလျှောက်ဘူးဟိုဝိုင်းလေးကျတဲ့ diamond တစ်ခါမရဘူးKW မဟုတ်ပါဘူး Charleston AC ဈေးလေးတဲ့နော် Charleston ကတော့9600နေစပါတယ် good night တဲ့good night ပါ bro ဂိမ်းကောက်ဝယ်ရင်းနဲ့ Gmail ပိုက်မပေးတော့ဘူးနော်တဲ့မဟုတ်လေ brother ကိဆိုင် Gmail ပိုက်မပေးတာမဟုတ်လေအာမခံပေးရလေအဲ့ဒါဒီလိုရှိတယ်ညီလေးကအကောက်အာမခံကိုရ upgrade လုပ်ပေးတာအဲ့ညီလေးတို့တော့ပိုကောင်းတယ် Gmail ကိုမပေးတော့တာမဟုတ်ဘူးဘာလို့လဲဆိုတော့ဥမာအခုကွာဒီလေးတို့ကဂိမ်းကောက်ဝယ်တယ်တချို့ညီကိုတွေကဥမာဒီထဲ live stream မှာလည်းရှိလိမ့်မယ်အခု22ယောက်ဆိုလို့ရှိရင်ဒီထဲမှာ15ယောက်လောက်ကဂိမ်းကောက်ဝယ်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဂိမ်းကောက်ကိုကျွန်တော်တို့ကစော့ဖို့ပဲတည်တယ်ဗျာဒီ Gmail တွေနဲ့ပတ်သက်ပြီးတို့ကဘာမှမလုပ်တော့ဘူးအဲကြလို့ရှိရင်ကျွန်တော်တို့ကကိုရဲတို့ကကျတော့ဘယ်လိုလုပ်ပြီးလဲဆိုတော့ okay ညီလေးမင်းကဂိမ်းစော့ဖို့အကောက်ဝယ်တာဖြစ်တဲ့အတွက်ရော့မင်းဂိမ်းကိုကြိုက်စော့ Gmail ကိုရဲတို့ထိမ့်သိမ့်ပေးထားမယ်ကိုရဲတို့က Gmail ကိုညီကိုတို့အတွက်ထိမ့်သိမ့်ပေးထားမယ်ညီတို့ဂိမ်းကြိုက်တဲ့လောက်စော့ကြိုက်တဲ့လူစော့ကြိုက်တဲ့လူစော့ဂိမ်းကောင်းတဲ့ကိုရဲရှိရဝယ်တဲ့ဂိမ်းကောင်းတဲ့ပတ်သက်ပြီးဘာပဲဖြစ်ဖြစ်ကိုရဲတို့ကအမခက်100ခိုင်နှုန်းပေးမယ်ညီလေးစော့တစ်လားလဲစော့ရတယ်နှစ်လားစော့လဲရတယ်ကြိုက်တဲ့လူစော့ကြိုက်တဲ့လောက်စော့ဂိမ်းကောင်းအဲ့ကိုရဲတို့ရှိရဝယ်ထားတဲ့ကောင်တစ်လားနှစ်လားညီလေးကြိုက်တဲ့လောက်စော့ညီလေးစော့နေတဲ့အချိန်တွင်းမှာတခုဖြစ်လို့ရှိရင်အမခက်100ခိုင်နှုန်းပေးတယ်ညီလေး3သိန်းနဲ့ဝယ်ထားတယ်3သိန်းအထိပြန်အမ်းပေးမယ်တခုဆိုရင်2သိန်းနဲ့ဝယ်ထား2သိန်းနဲ့2သိန်းချက်ချင်းအမ်းပေးမယ်10သိန်းနဲ့ဝယ်ထား10သိန်းအမ်းပေးမယ်နော်ကိုရဲတို့ကအဲ့လိုမျိုးလုပ်ပေးထားတယ်အဲ့လိုမှမဟုတ်ဘူးကိုရဲတို့ညီလေးတို့က Gmail တွေလည်းယူကျင်တယ်အကုန်လုံးယူကျင်တယ်ဆိုလို့ရှိရင်တော့အဲ့လိုအာမခံနေနဲ့ပတ်သက်ပြီးတော့ခုနလိုမျိုးကြားတော့မှာမဟုတ်ဘူးကိုရဲတို့အာမခံပေးတင်လို့အဲ့ Gmail ကိုမပေးတာနော်ဂိမ်းကကိုရဲကျွန်တော်ကဂိမ်းမဲ့ဆော့မှာ channel ဘာမှမသိဘူးကျိုးမဲ့ကျိုးမှာဆိုစိတ်ကြိုက်ကျိုးအဲ့လိုမျိုးပေါ့အာမခံပေးတာ2လထိပေးတယ်သူများကြီးဆို1လလောက်ပဲအများဆုံးပေးတာနော်15ရက်တစ်ပတ်1လအဲ့လိုပဲပေးတာများတယ်ကိုရဲ2လထိပေးတယ်မပေးဘဲတော့ဆော့လို့ရတယ်လीကွာဥမာကိုပေါ့စော့နေလိုက်လေတလားပြည့်ကိုယ့်ရဲ့ကိုယ်ပိုင် Gmail နဲ့ကောက်ချိတ်ကိုချိန်ယူသွားပြီးရောအဲ့ဒါလိုမျိုးအဲ့ဒါပူကောင်းတယ်လीပူကောင်းတယ်လीကိုမစော့ရင် easy လေးပေးပါလားတဲ့စော့ချက်မရှိလို့တဲ့ပေးချင်ပါတယ် brother ဒါကြောင့်ကျွန်တော်ရဲ့ဟို pass ဟိုနေပြောမယ်ဆိုအလုပ်ဖြစ်နေရောလीဟိုကျွန်တော်တို့ကျတော့ဒီနောက်ပိုင်းအကောက်လေးတော့ giveaway ပေးတာလေးတော့လုပ်ပါတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ဒီ ban ခံရတာဖြစ်တဲ့အတွက်ကျွန်တော်နောက်ပိုင်းမလုပ်တော့တာနောက်ပိုင်းကျရင်တော့ကျွန်တော် easy giveaway လေးတော့လုပ်ပေးပါ Telegram မှာလीအမလာထုတ်ရမလဲ Telegram မသိဘူးလားညီလေး Telegram မသိလဲ Facebook ကနေလာခဲ့ giveaway ပေါက်ညာ Starlight က giveaway ပေါက်ထားလေးလို့တော့ပြောလိုက်ရတယ်ညီလေးကိုရဲမနဲ့ကြရင် admin တွေအကုန်လုံးမှားရမယ်အကောက်ရောက်ချင်းလို့တဲ့အကိုစီမှာ AC ဝယ်ခြင်းနဲ့ဘယ်လိုဆက်သွယ်ရမလဲ Telegram လေးရတယ်Facebook လေးရပါတယ်နော် Telegram Facebook ရပါတယ်နော်ဒီ
YouTube ရဲ့ဟို bio မှာလည်းကျွန်တော်အဲ့ channel လေးနေထားပြီးထားပါတယ်ပြည့်တော့အောင်လေကိုကြီးရောင်းသူတို့ AC သေးတယ်ဗျာရပါတယ်ကျွန်တော်2000ဝန်းကျင်နေစောက်ရပါတယ်အကောက်လေးထက်လာလို့မယ်ခဏနေခဏမနေ့ပြန်ကြမှာရတော့မယ်ဒီချိန်တော့ admin တွေစတိလောက်ပြီးကိုကြီးရဲ့လာဝင်ကျွန်တော်ဘယ်မျိုးကလည်းဗျာရတယ်ပကူးမျိုးပါပါဂူရှင်ကေပလာဆက်ရှိလေတဲ့9000 6000လောက်စသွားပါတယ်မနေ့ပြန်လာမယ်အကိုတဲ့ okay စပြန်လာကြတယ်နော်တဲ့ဟုတ်ကဲ့နောက်ပိုင်းမြန်အောင်လို့လုပ်ပြီးနေပါတယ်လာမယ်ကိုရဲတဲ့ဘဏ္ဍာတူကတိပါတဲ့အကောက်တဲ့ငါ့ဟိုတစ်ခေါက်တော့လည်းပြောတယ်နော်ဒီကြီးမှာပြောနေရင်တဲ့ okay 6k epic ကောအပြအတွဲလုံးလောက်လေးဆို200ကဝင်းနေရနိုင်လားအပိပြန်ပြေးပါတဲ့ရတာဗောကိုရဲ200kဝင်းနေ 6k epic ကော easy ရတယ်နော်ဒီရောင်းချင်လို့အကိုစီးတဲ့ဆို weekly ပတ်2ပတ်လောက်ရရင်တော့ပြီဗျာတဲ့တစ်ချက်တော့လာပြတ်ပြီလေ10လားကိုတဲ့ဟုတ်တယ်ကျွန်တော်ဖုန်းဘရော့မှာမသိကျွန်တော်အကျင်စိုင်နဲ့ဖွင့်တာလားတဲ့ဟုတ်ပါတယ်ကျွန်တော်မှာစိုင်2ဆိုင်ရှိပါတယ်လက်ရှိနော် mobile legend game ဆိုင်2ဆိုင်ဖွင့်တာပါတယ်စိုင်1စိုင်2 2ဆိုင်ရှိပါတယ်ဖွင့်တာလည်းနှစ်ပေါက်နေဆိုတော့ easy စိတ်ချက်လက်ချက်ဝင်လို့ရပါတယ်ဆိုရှိလား bro တဲ့ဟာဆိုမရှိဘူးအေးမိမပြီးမထားလို့စိုင်နဲ့ဖွင့်တာလားဟုတ်ပါတယ်မနေ့ကြောင်းသွားမှမို့လို့တဲ့ like ကထွက်တော့မယ်ကိုရဲ့တဲ့ good night ပါ brother နော် good night ပါအကိုဖောက်တော့ဒီဗျာကြည့်ချင်နေပြီတဲ့ကိုဝင်းတော့နှိုးဝေးလိုက်ကြပါဦးကိုဝင်းတော့နှိုးဝေးလိုက်ကြပါဦးဝိုင်းပြီးတော့ကိုဝင်းတော့ယေကိုဝင်းတော့ယေလူကြီးပြောလိုက်တာတော့ကိုဝင်းတော့ဖောက်ပြီးွားပြီလေချောင်းကိုပါတဲ့အကောက်ဘယ်လောက်ရနိုင်လဲဗျာချောင်းကိုကတသိန်းတောင်းဝင်းကြီးတီတော့ပေါက်နေပါဖုန်းကဝယ်ထားတာတလားမကြတော့စုဖုံးမယ်โอเคစုဖုံးမယ်โอเคဖုန်းကတော့ပူရေးကြီးပါတယ်24ရက်နေ့ဆောင်ဝဲဖြေပြမှာအပစ်ကားလေးကိုရေးအေးစေးညီလေးအေးစေး24ရက်ဆိုတော့ဘယ်လောက်ကြံနေလဲကြံပါသေးတယ်အေးစေးပေါ့ညီလေးอ่ะအေးစေးဘာအရင် pressure မထားနဲ့ကိုလုံးဆရာရှိရလို့ချိန်တိုင်းသူ့ဟာသူစင်ပြေသွားလိုက်ဥပမာ24ရက်နေ့ဆိုကြံသေးရဒီလိုရက်တွေမှာကိုလုံးလို့ရသလောက်လို့ဘာမှ pressure မထားနဲ့ကြလည်းဘာမှမဖြစ်ဘူးအေးစေးဆောင်ဝဲကြတာဗျာကိုဘွားဘာမှဖြစ်ပါဘူးအောင်လဲဘာမှတိတ်ထွေလို့မဟုတ်ကြလည်းဘာမှထွေလို့မဟုတ် AC ပဲ relax ဒီတော့ရတယ်လက်ကြဖောက်မှုလားတဲ့ဘန်ဆော့မယ် bro တဲ့ Fanny က all hero တဲ့ဟာ bro ရှုံးသွားမှာပေါ့လက်ကြောင်းမှာဆော်လေးကြီးရမို့ထွက်ပြီဟောဒါမျိုးကမိုက်တယ်ဆိုတာသူများအကြောင်းတက်တာဘလောက်ပြောတရားကောင်းလဲနော်အဲ့လိုလေးလုပ်ပါဆောင်းမွဲတွေထားလိုက်ဗျာဒီမှာသူကသူအစိမ့်ပြေနေနော်ခုနကဘလူးလေကိုနေသူတွေလားဘလူးလဲမသိဟောကိုတေးနေသူတွေနော်ကိုစောတူယူနော်အမှတ်သားချောင်းစီဘလောက်ရှိလဲချောင်းကဈေးများမယ်ဘို့နော်လူပီဂိမ်းမီနဲ့မီတီဂျင်လေးချပေးတယ်ချပေးကွာလီးထတာကန်ရိုးတဲ့အကောက်စကင်တွေပြအောင်လေဟာပြပြီးမယ်ကိုကန်ရိုးခဏရနော်ကျွန်တော် comment လေးအရင်ဖတ်လာအောင်ကိုရဲကိန်းရှော့ရတာအခုကီစီမှတ်လာတယ်ဟုတ်တော့တယ်ဗျာသားဟိုတော့ကလွန်ခဲ့တဲ့တစ်နှစ်လောက်တော့အကောက်လေးပြတ်သွားတာပြန်တော့ပွင့်သွားပြီအဲ့ကောလူမရှိမှဆိုလို့မလွင့်တာ subscriber 2000ကျော်လောက်ရှိတယ်ဂျင်းကောင်တက်နိုင်ကိုရဲဂျင်းကောင်ဟာရသူမှတ်ထားပဲကိုရဲ DJC လင့်တယ်ဒီ channel လေးမှာ channel မှာရှိတယ် channel ပိုင်းမှာရှိတယ် Facebook page လင့်လည်းရှိတယ် Telegram channel လင့်လည်းရှိတယ်ကိုရဲ DJC လင့်တယ်အကောက်ကိုစီစီโอเคတဲ့ချောင်းအောင်ဈေးဘလောက်ချောင်းအောင်ကတော့9သိန်းလောက်သွားမှထင်တယ်ရကုံမဆိုင်ဘူးမရှိဘူးလားဗျာတဲ့ရကုံမဖွင့်ဖို့တော့လောသေးတော့မရှိသေးဘူးကိုရဲဒါပေမဲ့ဟိုထောက်ချန်လောက်မှတော့စဉ်းစားတော့ရှိတယ်လေကူထောက်ချန်လောက်ပေါ့ထောက်ချန်လောက်တော့ရှိတယ်ဟိုမျိုးတွေတော့လာဘူးတော့တိတ်မရှိတော့စတာလက်ကပေါက်မှာဆိုတော့ပေါက်ပြီလားဟုတ်ကဲ့ပေါက်ကူရပါပြီရကုံမဆိုင်ဖွင့်ဖို့တော့ရှိရထောက်ချန်လောက်မှာပေါ့နော်အခုတဲ့ TG မှာဘယ်လိုဆက်သွယ်ရမလဲကိုတဲ့ Telegram channel ထဲမှာကျွန်တော်ရှိလာလို့ရတဲ့နည်းလေးထည့်ပေးကြပါတယ်အကောက်တူအဆင့်ဖွင့်လဲမျက်လုံးခွဲလိုက်ပြီးပြန်ကောင်းသွားပြီလားဟုတ်ပြန်တော့ကောင်းနေပါပြီတပတ်လောက်တော့အနားယူအောင်မယ်ဂိမ်းတွေတော့ဆုတ်လို့မရသေးဘူးเนาะအရင်ကဆိုကျွန်တော် live stream နေ့တိုင်းဒီပါလှည့်နေအခုအားကြောင့်မနာတာဟိုဒီတကြပြလိန်ခံပြီး200ကီတောင်းနဲ့များတယ်လူဖီဂိမ်းပြီး200ကီတောင်း TG ကနောက်ဝင်ကျွန်တော်ဆက်သွယ်ပေးမယ်ဟိုဒီထဲမှာလေးချပေးကိုရဲကိန်းရှော့ဗျာကိုရဲကိန်းရှော့မှာအဲ့လိုဒီတိုင်းလုပ်ပေးလိုက်ရင်တချို့တွေကမသိပဲနဲ့အတူတွေရှိရောက်သွားမှာဆိုလို့เนาะမျက်လုံးတက်တာလားကိုရဲဟုတ်ကိုစောတော်ကြီးတော်တော်တက်တာပါဒီချိန်မှာဆက်လို့မရဘူးဖြစ်နေတယ်ကိုရဲတဲ့အခုမှပဲ live လွှင့်တာမီးတော့တယ်ကိုရဲဟုတ်တယ်ကျွန်တော်ဟိုမျက်လုံးလေးခွဲထားတာနဲ့ကျွန်တော်အနားယူနေရလို့ပါပြန်လာမှာပါเนาะ live stream နောက်ပိုင်းတောက်လျှောက်မြင်ရမှာညတိုင်းလွှင့်မှာအဲ့ဒါနီးရလာခဲ့ထောက်ချမ်းဆိုနီးတယ် okay ထောက်ချမ်းလောက်ဆိုမစိုးတော့ရန်ကုန်ကလူတွေလာလဲ YB ရဲ့ပါညာဆိုစင်ပြည့်တယ်ရန်ကုန်မှာပဲချိန်လောက်ဖွင့်မှာလဲတစ်နှစ်လောက်တော့တစ်နှစ်လာမယ့်နှစ်ပေါ့2026အတွင်းမှာတော့ဖွင့်ဖို့ကြိုးစားနေပါတယ်ကျွန်တော်လက်ရှိFacebook မှာမလွှင့်တော့ဘူးလားတဲ့ Facebook မှာလွှင့်ဖို့တော့ရှိတယ်ကိုကြီးเนาะ Facebook မှာလွှင့် YouTube မှာလွှင့်လို့မရဘူးအဲ့လိုတော့ရှိတယ် YouTube မှာတော့ကျွန်တော်တို့ VPN တွေပိုင်းမလိုဘူးပေါ့နော်အကြီးရဲ့လူကလည်းနည်းတယ်ပေါ့ YouTube မှာအကြီးရဲ့လူနည်းဆိုပေမဲ့လည်းလွှင့်ရတဲ့လူကအဆင်ပြေတယ်အကြီးရဲ့လူလည်းအဆင်ပြေတယ် VPN တွေပိုင်းမချောအောင်ဆိုတော့ line ကောင်းတာပေါ့နော်သူတို့ကြည့်ရတာ Facebook မှာကျတော့ကျွန်တော်တို့ဒီ VPN တွေကျွန်တော်ကိုယ်တိုင်ကြော်ရတယ်ကျွန်တော်ကိုယ်တိုင် line မကောင်းအဲ့လိုမျိုးတော့ရှိတယ်ဟ
ကြည့်ရတဲ့လူကများတော့များတယ် Facebook မှာ follower ကကျွန်တော်တို့6000ကျော်တယ်ပေါ့နော်နောက်ပေးတစ်ခုမှာလည်းကျွန်တော်တို့2000ကျော်3000ဝန်းကျင်ဆိုတော့ Facebook မှာအားလုံးပေါင်းပေါင်းလိုက်ရင် view ကိုနေ follower တသိန်းနီးပါးလောက်ရှိရလေတသိန်းနီးပါးလောက်ရှိရဆိုတော့ကျွန်တော်တို့9000ဝန်းကျင်လောက်ရှိရပေါ့တသိန်းနီးပါး9000ဝန်းကျင်လောက်ရှိရဆိုတော့ဒီ YouTube မှာ subscriber 900ကျော်600ပေါ့600ဝန်းကျင်နဲ့9000ကျော်နဲ့ဆိုတော့ဟို view ကတော့ Facebook ကတော့အများကြီးများတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီအရေးများတော့ကျွန်တော်လိုချင်ဘူးဘာလို့လဲဆိုတော့ကျွန်တော် streamer ကြီးလည်းလုံးမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီနည်းနည်းလေးနဲ့ကိုနဲ့ခင်မင်းရင်းမင်းလေးနဲ့လူ3-4ရက်လောက်ရှိရင်ကျွန်တော်တို့က okay ပြီ live လွှင့်ရတာကျွန်တော်အဆင်ပြေတယ်အဲ့လိုမျိုးကိုကန်တို့ကီဆိုင်တို့ဆိုအများနဲ့ရှိပါတယ်မနေ့လို့သွားမှာတဲ့ဟုတ်ကဲ့မနေ့ပြန်ညနေကျရင်အကောက်လဲလေးလာထုတ်မယ်နော်တဲ့ကျေးဇူးများကြီးတင်ပါရပါတယ်ညီလေးနော်ဟိုခုနကလေး Luffy Gaming ညီလေးနော် Luffy fan ရင်းတော့တူတယ်ဗျာကျွန်တော်နော်ခုနအ fake ကောက်မှလေးကကျွန်တော်တို့ live stream တွေမှာတခါတည်းပြောပြလိုက်မယ်နော်ညီကိုတို့ဟိုအကောင့်ဝယ်တာပဲဖြစ်ဖြစ်ရောင်းတာဖြစ်ဖြစ်အလုံးမလုံးခင်လေကိုကအခုမှစလုပ်တဲ့လူဆိုရင်ပေါ့နော်ကျွန်တော်တို့အများနဲ့အလုံးလုံးနေကြလူဆိုရင်တော့ကိစ္စမရှိဘူးအခုမှကျွန်တော်တို့စလုပ်မဲ့ညီကိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ video call လေးခေါ်စစ်ပါနော် video call လေးခေါ်စစ်ပါ video call ခေါ်စစ်ပါအခုမှ Luffy Gaming လောက်ပါဗျာတဲ့ video call မလိုပါဘူးတဲ့ဆက်သွယ်လို့ရမတည်ရင်အဲ့လိုမလုပ်နဲ့အဲ့လိုပထမ2သိန်းလေခန်းပြောရင်အခုလေအဲ့လိုမျိုးသွားမလုပ်နဲ့ထပ်ပြီးပါသွားနိုင်တယ်နော်အဲ့လိုမလုပ်နဲ့ video call ခေါ်ကျွန်တော်အားမနာနဲ့စောင်းရမယ်ဆိုစောင်းလိုက်ကျွန်တော်အပြင်ရောက်တာပဲဖြစ်ဖြစ်ဥပမာကျွန်တော်ကမျက်လုံးညောင်းလို့အနားယူနေတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကျွန်တော်ကခွဲတာဆိုတော့အချိန်ကြီးစောင်းရတယ်ရှိရင်စောင်းလိုက်တော့အားမနာနဲ့ဟို video call ခေါ်ရမှာတော့အားမနာနဲ့ဟိုကိုကအဲ့လိုခံရသွားလို့ရှိရင်ဘာမှမတတ်နိုင်တော့အဲ့ဒါကြောင့်နော် video call ကိုစစ်ပါနော် video call စစ်ပါအားကြအကောက်စစ်ကိုတန်းတွေ့တယ်အော်အခုလည်းဆောင်းဝင်ကြည့်ပါအောင် TG ကိုတဲ့ခု TG ကတော့ကျွန်တော်မနေ့ကမှကြည့်တော့မယ်နော်အလေးခံရရင်ဖုန်းနဲ့ဆက်ချခံရပြီတဲ့တဲ့မလုပ်တော့တာတဲ့ဒီနေ့အဲ့ဆိုရင်တော့ brother ကဝယ်တာတော့မဟုတ်ဘူးဒါသွားရောက်တာဖြစ်နိုင်မယ်ဘာလို့လဲဆိုတော့ချီမီကနေ brother ချဆိုတော့လေ video call လေးခေါ်စစ်နော်ကိုဘယ်ရပဲဝယ် video call လေးခေါ်စစ်ကိုဝယ်တဲ့လူနဲ့ဒီကျွန်တော်တို့ဒီ video call ခေါ်တဲ့လူနဲ့မှန်းရမယ်ပေါ့နော်ဥပမာကိုရဲ့ကိစ္စမှာ video call ခေါ်စစ်လို့ရှိရင်အခု live stream မှာမြင်နေရတယ်ကျွန်တော်မျက်နှာဖြစ်ရမယ်ပေါ့နော်ကျွန်တော်မဟုတ်ပဲတခြားလူကြီးဖြစ်နေလို့ရှိရင်လည်း video call ခေါ်တာကင်နေဆိုပြီးသွားမဝယ်လိုက်နေအောင်ပြီလားတဲ့ကဲအဲ့ဒါဒီကောက် skin လေးတွေကြီးချင်တဲ့ညီကိုလေးတွေကျွန်တော်တစ်ချက်ပြပေးမယ်နော်ကဲဒီ live stream နဲ့ကညီကိုခုနကကိုကန်တော်ကပြောတယ်ဒီကောက်ထဲမှာ skin တွေဘာတွေပါလဲပြပါဆိုတော့ကျွန်တော်ဒီကောက်လေး skin လေးတွေတစ်ချက်ညီကိုတို့ပြပေးမယ်ဒီကောင်ကကျွန်တော်တို့ wall collector အောင်မှာကျွန်တော်တို့ skin က966ကောင်ပါတယ်collector point က9သိန်းနီးပါးပါတယ်ဗောနော်9သိန်းနီးပါးလောက်ဖြစ်နေပြီအဲ့တော့ကျွန်တော်တို့ဒီကောင်လေးမှာဘာတွေပါလဲတစ်ချက်ကြည့်လိုက်မယ်ဗောနော် skin 900ကျော်ကောက်ဗျာနော် skin 900ကျော်မှာဘာတွေပါလဲဆိုတော့ကျွန်တော်ဒီမှာမပိုင်တာလေးပါပြပေးမယ်ပိုင်တာလည်းမဟုတ်မပိုင်တာပါပြပေးမယ် Legion skin အားလုံးပေါင်း14ကောင် Legion skin က14ကောင်ပဲထွက်တာအဲ့ဒါ14ကောင်လုံးရှိရဗျာ Okay အဲ့ဆိုရင်ဒီမှာကျွန်တော် Paris skin တော့မပြောတော့ဘူးပြောလို့ရှိရင်အများကြီးဆိုတော့သိရမလားကျွန်တော်တို့ပြောနိုင်တော့တဲ့နေတာအများကြီးပဲဘရိုနော်9နံပါတ်တွေနဲ့နော်လီနာ Abyss ကြီးကြိုက်တယ်နော် Paris skin မကြီး Paris skin မကြီးနဲ့ live မမှတ်နဲ့ဘရိုမှတ်လို့မရဘူးဒီကော Paris skin live မှတ်လို့မရဘူးနော် Paris skin ဆိုဒီမှာဒါပဲရှိမယ်ဒီ event skin မှာဒါပဲဘယ်နှကောင်10ကောင်ပဲရှိတယ် event skin မှာမပါတဲ့ကောင်10ကောင်ပဲရှိတယ်နော်ဒီမှာဒါ collector နဲ့ lucky box တွေသွားမယ် collector နဲ့ lucky box တွေသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်အများကြီးပဲ collector တွေတော်တော်များတယ်မပါတဲ့ collector ပဲကျွန်တော်တို့ကြည့်ရမှာပါတဲ့ collector အများကြီးဆိုတော့မပါတဲ့ collector ကြည့်မယ်ဆိုရင်ဘာလေးမပေါလေဆိုတော့ဒီမှာ7ကောင်မပါဘူးเนาะဒီ7ကောင်မပါဘူးเนาะပြန်လာတဲ့အချိန် AC ထိုင်ပေါက်ရုံပဲဒီ7ကောင်ကကျွန်တော်တို့ AC ပေါက်လို့ရတယ်เนาะကျွန်တော်တို့ရှိမှရှိတဲ့ diamond နဲ့က AC ပေါက်လို့ရတယ်ဒီမှာကြည့်ကျွန်တော် numbers မှာဆိုရင်ဒါ event record 1 2 3 4 5ခုပါတယ်เนาะကျွန်တော်တို့ပြီးရင်ဒီမှာ NBA record တွေ show လိုက်ဗျာ share ပဲပေါက်လာတာเนาะဒါကျွန်တော်ယူပြီးတော့မှဖောက်တာရှယ်ကျုံးတာเนาะကိုရီးယား brother ဒါရှယ်ကျုံးတာတဲ့ကောเนาะ name stat ဒီမှာစာပိုးတဲ့ဟာတွေ show လိုက်အောင်အများကြီးပဲเนาะဒါအုံတရားပိုင်တာလေးပဲပြလိုက်မယ်စာပိုးတဲ့ဟာတွေเนาะစာပိုးတဲ့ဟာတွေဘောင်းတော့ 5K ပေါင်ပါတယ် tower skin နဲ့ပါเนาะဒီမှာခဏ tower skin ပြဖို့မေ့ပါ image collection ထဲမှာ tower ဒီမှာမှာဒါ Tesla tower Tesla tower ဘာညာပါတယ်ဒီကောင်ကတော့ကျွန်တော်105သိန်းပေါ့နော်105သိန်းနဲ့အောက်သွားပါပြီဒီကောင်ကရောင်းထွက်ပြီးသားပေါ့105သိန်းဒီစာဖို့ right ကိုစာဝကြည့်ပေးပါဦးတဲ့အခုလည်းတော့ပြောရောင်းအားပေးလို့ရပါတယ်တဲ့6ဩစီးလေးပြောပါ9သိန်း10သိန်းလောက်သွားပါတယ်အခုအားပေးလိမ့်မယ်ဗျာတဲ့ KMZ ကျေးဇူးအများကြီးတင်ပါတယ်ကြည့်မယ်ပြရတယ် okay ဒီစာဖို့ right ကိုတဲ့စာပေမျိုးတော့မနေ့ကျရင်ပြန်ပေးပါမယ်3သိန်းကျော်လောက်ထဲကားတဲ့ကုရှင် K ကောက်ရှိလားကိုကြီးရှိလောက်ပါတယ်ကျွန်တော်3သိန်းဝန်းကျင်ဟာအကူကြီးတဲ့ကျွန်တော်လိန်ခံရဗျာတဲ့အကောက်လေးထက်ရိုက်မယ်ဆိုပြီးလိန်တော့ဗျာတဲ့နောက်ကကိုရဲပြောသလိုပဲဟိုအကောက်ဗျာဥမာညီကိုတို့အနေနဲ့ဒါဟိုနေနောက်ထပ်ဟာလေးပြောပြပေးဦးမယ်ကိုကဥမာအကောက်တစ်ခုကို
ကိုကောက်မဲ့ကိုကောက်လဲထက်လုံးမှာဖြစ်ဖြစ်ရောင်းမှာဖြစ်ဖြစ်ကျွန်တော်တို့ဝယ်မှာဖြစ်ဖြစ်ဒိန်းတယောက်နဲ့ကျွန်တော်တို့ကအလုံးလုံးရတော့မယ်ဆိုလို့ရှိရင်အဲ့လူကယုံကြည်စိတ်ချရလားအဲ့ဒါမျိုးကိုအရင်ဆုံးကြည့်ပါဥမာယုံကြည်စိတ်ရတဲ့ဆယ်လားကွာအဲ့လိုမျိုးကိုနဲ့ကိုကလည်းဒီလူကယုံကြည်စိတ်ရတယ်ဆိုတာကိုသိတယ်အရှိမလည်းကိုသိရတယ်လောက်ခဲ့ဘူးတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လူကိုယုံလို့ရတယ်ဥမာကိုရဲဆိုလို့ရှိရင်ညီကိုတို့တွေ့တယ်ဗျာဥမာ live လွှင့်နေတာလည်းတွေ့တယ်ဒီရုပ်ကြီးနဲ့ live လွှင့်နေတာလည်းတွေ့တယ်ဗျာဘကိုးမှာ site ဖွင့်တာလည်းသိတယ် okay ဒီလူကယုံရတယ်ကိုစိတ်ထဲမှာဒါဆိုရင် confirm ဖြစ်သွားပြီဒီလူကယုံရတယ်လို့ကိုစိတ်ထဲမှာတတ်မှတ်လိုက်ပြီအဲ့လိုတတ်မှတ်လိုက်ပြီတတ်မှတ်ပြီးလို့ရှိရင်တော့မှကိုကတကယ်ကိုနဲ့အလုပ်လုပ်တဲ့ခင်ဗျာဒီလူရောဟုတ်ရဲ့လားမဟုတ်ရဲ့လားဆိုတော့ကျွန်တော်တို့ video call ခေါ်စစ် okay ဒီလူလည်းမှန်သွားပြီဆိုကျွန်တော်တို့အလုပ်ကိုအယောင်းဝယ်လဲထက်လုပ်လို့ရပြီလုပ်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့လေခံရတဲ့နေရာခိုင်တော့အရန်နေသွားနိုင်မယ်အရန်နေသွားနိုင်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကစပြီးတော့ကိုလုံးသွားလုံးမဲ့လူကကိုနဲ့လည်းတခါမှမသိဘူးသူကကိုကိုယုံလို့ရတယ်သူပြောတိုင်းကိုကလိုက်ယုံအဲ့လိုဆိုရင်တော့လစ်ပြီပေါ့နော်နံပါတ်1မှာကိုကဒီလူကကိုအလုံးလုံးမဲ့လူကဘယ်လောက်ထိယုံကြည်စိတ်ချရလဲဆိုတော့သူ့ရဲ့ကျွန်တော်တို့နောက်ကျောင်းတွေ image တွေအဲ့သူ့ရဲ့တန်ဖိုးတွေအဲ့ဒါလေးတွေကျွန်တော်တို့အရေးကြီးရတာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုလည်းမသိတဲ့လူဘာမှမဟုတ်တဲ့လူကြီးကိုတွားပြီးတော့တွားလုံးလိုက်မယ်ဆိုရင်တော့အမှနေဖေးသွားပြီနော်အကောက်တုခံရတဲ့လူတွေကဒါ तू ကတဆင့်အောင်သွားပြီतू ကတုခံရတာဆိုတာမျိုးက तू ကအစ်လာထုလာမစစ်လို့ခံရတာတချို့ကြတော့နံပါတ်1မှာတွေကကျွန်တော်တို့အလူလေးရှိတန်းရောက်သွားတာပေါ့အဲ့လိုမျိုးလည်းရှိတယ်ပေါ့နော်Hyper အတွက်100 K တည်းရှိလာဗျာတသိန်းခွဲနားလောက်မှာတော့ရှိမယ်ဗျာFanny Experience တို့ပါတော့ပါတယ် Lucas Naruto တို့ပါအောင်ကျွန်တော်ဒီနေ့တကောက်တော့တွေ့မိတယ်ချောင်း player တွေကချောင်း hero ချောင်း stand နဲ့ Legend Skin နှစ်ကောင်တွဲလုံးကောက်တော့ရှိရ4သိန်းနားဝန်းကျင်လောက်သွားမယ်ချောင်း all ကတော့ brother တို့အရင်ရှားတယ်ကိုကပတ်သက်နိုင်တော့မှကျွန်တော်တို့နောက်ပိုင်း World Quality တွေမှာပဲတွေ့ရတာများနေရပါတော့အဲ့လိုလေးတော့ရှိတယ်ကျွန်တော်တို့ကိုရဲတဲ့ Facebook page မှာပြောထားတယ်တဲ့ကိုចောင်းတန်းမှာမဟုတ်လို့တဲ့ညနေပြန်လာမှာမဟုတ်ပြောတာရတယ်ညီလေးအားတဲ့ချိန်လာခဲ့ရတယ်ကိုရဲတို့ရှိရည10 နာရီလောက်ထိတော့ရတယ်ညနေပိုင်းဆိုပူအဆင်ပြေတယ်ရတယ်ကြီးချောင်းဩစီကခုန9သိန်း10သိန်းလောက်သွားပါတယ်အကိုကောင်းတဲ့1500နဲ့ရောက်ပါလားကိုရဲမွေးသေးပေါ်လာလားအိုင်ဘာအတွက်တရားကြီးတော့โอเคကိုမလေးကိုရဲချောင်းကီ Granger Colata ဘယ်လောက်ရှိမလဲ Granger Colata 0တော့မရှိဘူးเนาะတော့မဲ့ဆိုဈေးတန်းထဲမှာ Granger Colata ဈေးနေတဲ့ထဲမှာပါတယ်6 K ကတော့ဈေးများတယ်တသိန်းကြော်လေးဝင်းကျင်လောက်သွားနိုင်တယ်ဗီဒါအဖြေပါအောင်နဲ့ Alpha Legend 6 Roller Double 11 Linio V Landstrom မြေခွေနောက်တစ်ခေါက်ရတော့မယ်ဘယ်လောက်ရနိုင်လဲ Alpha Legend နဲ့6 နဲ့ Nolan နဲ့ဆိုရင်ဟို2သိန်းလောက်တွက်2သိန်း Linio V 2သိန်းကွယ်3သိန်းနာပေါ့နော်3သိန်းနာဒါညီကိုပြောရတဲ့ skin ရေတွက်နဲ့ကျွန်တော်တို့ကြည့်ရတော့3သိန်းနာဝင်းကျင်သွားနိုင်တယ်3သိန်းနာဝင်းကျင်သွားနိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ကပုံလည်းမကြည့်ဘူးစာဟာလေးနဲ့ပြောတာဆိုတော့မားကောင်းလည်းမားနိုင်တယ်ညီကိုမှန်းထားရတယ်လည်းဝေးသွားရင်လည်းဝေးသွားနိုင်တယ်ပေါ့နော်ကျွန်တော်ပေးတာနဲလို့ခံစားရင်လည်းစိတ်ထဲတော့မရှိပါနဲ့အခုမေးလို့ဖြစ်ပြီးတာပေါ့နော်ACC ဈေးတယ်ပဲဟာပြောဒီကောက်စီလားဒီကောက်တသိန်း10သိန်း100နဲ့5သိန်းမှာ150တော့မဟုတ်100နဲ့5သိန်းစိုးပေါက်ပြီးသားပါနော်ဒိုင်မွန်ကကျွန်တော်တို့ဒါ390ကျော်ဘူးပါတာဒီမှာလက်ရှိကတော့ကျွန်တော်တို့ဒိုင်မွန်9000ကျော်တော့ကျန်ဒိုင်မွန်9000ကျော်ကျန်သေးတယ်ဒိုင်မွန်9000မြန်မာဝေသိန်း60နာဝန်းကျင်သွားမယ်ထင်တယ်9000ကျော်အဲ့လောက်ကြီးကျန်တယ်ဒိုင်မွန်ဒါဒီထဲမှာဒိုင်မွန်သိန်း60ဝန်းကျင်လောက်ရှိတယ်ဒါ KOL ဖြစ်လို့ရတာလည်းမဟုတ်နော် KOL လည်းမဟုတ်ဘာမှမဟုတ်ဒါသူကMobile Legend ဒိုင်မွန်ပတ်စံပေးဝယ်တဲ့ပြီးဖောက်ထားတဲ့ဒိုင်နေပေါ့နော်ကိုနာမနာကြီးအဘွားပေးအဘွားကောင်းအလူကလီဂျန်တစ်ခုပဲလူချင်းတယ်ကျွန်တော်မှာ skin 290ရှိတယ်အလဲထက်လဲရတယ်ညီလေးအလူကလီဂျန်တသိန်းနဲ့တသိန်းခွဲဝင်းကျင်ကိုတွားတယ် skin 300နာပါမယ်ပေါ့နော်တိန်းနဲ့ဝင်းခွဲဝင်းကျင်တွားမယ်ညီလေးက skin 290ကတော့ဘာဒီပါလဲတော့ကိုမသိဘူးပေါ့နော်အဲ့လိုလေးတော့လဲထက်လေးတော့နည်းနည်းလိုက်ရမယ်200ပဲထားတယ်200 K ဆိုရင်တော့လာဝက်ကန်လာရောက်လို့ရတယ်200 K ပဲထားရတယ်3သိန်းနာဝင်းကျင်ရမယ်ကောက်2သိန်း200 K ဆိုပြောတာပေါ့ဝေလင်းကိုဟိုဟိုင်းနေဒီကြမှာရဲတရားကလေးဆိုရကောင်းတယ် bro ဒီညတော့မရတော့ဘူးလက်ပြန်မရမယ် Luffy Gaming ကျွန်တော်လက်ပြန် YouTube ကနေကြည့်လာဆက်သွယ်ပေးမယ်နော်ကဲအောင်ဆိုရင် view က73ယောက်ရှိသေးတယ်မိတ်ကြသေးဘူးလားညီတို့အိတ်ကြတော့လေကျွန်တော်တို့နားမယ်ဝေချောင်းစဲစီဝေကျင်နေရတယ်ညီလေးနော်အခုဖြည်းဖြည်းနဲ့ကိုပေါင်း AC လေးတဲ့ကိုပေါင်းလောတယ်ကျွန်တော်မှကုန်နေတယ် brother နော်အရင်တော့ခဏရောက်တယ်10သိန်းဝန်းကျင်လည်းရောက်တယ်30ဝန်းကျင်လည်းရောက်တယ်သိန်း30ကျော်အကောက်ဒီမှာလည်းခဏတွေ့ရတယ်နော်အခုလက်ရှိမှာတော့ရှိမရှိတော့မပြောတတ်ဘူးဟိုတလုံးကသိန်း30ဝန်းကျင်အကောက်ပြန်ဝင်လာသေးရဲ့ QW ပေါင်းနဲ့8.4တဲ့မိတ်ချင်သေးပါဘူးကျွန်တော်လည်းမိတ်ချင်သေးဘူးအဲ့ဒါတော့မိတ်ချင်သေးဘူးအကောက်ချင်တာပြီနော်တဲ့ Luffy Gaming ဟုတ်ကဲ့ game ID ပေးပါလားဗျာဒီကောက် game ID လားကျွန်တော်ဆိုတဲ့ game ကောက်ရဲ့ ID လားဒီကောက် game ID ဆိုဒီမှာကိုအပ်ထားလိုက်လို့ရတယ်နော်ကျွန်တော်ကရောင်းမယ်ကြည့်မလားကိုရဲတဲ့
Telegram မှာပို့ထားလိုက်ပါဂိမ်းဆော့အောင်မယ် Okay ကျွန်တော်ကတော့ဆော့မဆော့သေးဘူးဆော့လို့မရလည်းပါတယ်ဆော့လည်းတက်ပလိုက်နဲ့ဆော့မှာအဲ့အကြောင်းပြအောင်ဆက်တွေ့မယ် Okay ကျေးဇူးကြီးလာပါလားမနေ့ကျရင်လာခဲ့မယ်မနေ့ဖြန်ပြီးမာနန်းဟာလေးထားမယ်နန်းအပီလေးဒီလိုကျေးဇူးပါတဲ့ကျေးဇူးအများကြီးတင်ပါတယ်6 စကင်80ခွန်နဲ့ဘယ်လောက်ရနိုင်ပြီအဲ့ဒါစားရတယ်လို့နော်အဲ့လိုကောက်တွေကဈေးဖြတ်ပေးရတာအရင်စားတခါကျရင်ဘယ်လိုတော့ပြောလို့ပြောရမလဲပလီရိုင်းမန်းစီပဲမေးလိုက်တော့တယ်ရနိုင်တဲ့စော်ရှာလိုက်အောင်မယ်မရနိုင်တာယူရှာအောင်လားဒီလာဒီအောင်လို့ဒီအောင်ဒီကျမအစီလာပြောလို့အခုတော့မရတော့ဘူးအခု admin 8ကိုအကောက်စစ်မဲ့လူတွေလည်းမရှိတော့ဟုတ်လားမြန်ဗီဒီယိုကျွန်တော်မှာအကောက်စစ်တဲ့လူတက်ရှိတယ်ဗီဒီယိုအားဖြင့် location စစ်တဲ့လူကတက်စာပြန်တဲ့လူကတက်ဆိုတော့ဒီချိန်မှာတို့ကအကုန်8နေဆိုတော့ဘာဆက်လုပ်လို့မရဘူးစကင်နေရတဲ့ဘလောက်100ကြီးအောက်နဲ့ရနိုင်တာရတာဗောစကင်နေနှံ့100ကြီးအောက်နဲ့ရနိုင်9000ဝန်းကျင်တယ်ဒီစီရဒီကမထုတ်တဲ့ကောင်နေ FA ဖြစ်ပါသေးတယ်ဟောသူများကောင်ပြောတင်ပါဘူးကြီးမာကဲဒီတော့ record လေးပြန်တိတ်လာအောင်ဒီမှာဂျွန်ထရိုမောက်ခုံမူယူကွဲအထူမိုက်ချက်ဘယ်နာပါရေးအကောင့်မရှိလို့ game မဆော့ရသေးဗျာဟာ game မဆော့ရတာကြီးသူတို့ကအစောကြီးအိတ်တာကျွန်တော်တော့နှစ်ချက်ထိုးလောက်မှအိတ်တယ်ကျွန်တော်ပုံမှန်အိတ်ချင်အခုကမအိတ်အဲ့ကောင်ဝိုင်းရိုက်တယ်ဘယ်ကောင်လဲလို့စကင်နေကဝေးစားတွေ့တယ်ကျွန်တော်တို့လည်းနီးတယ်ဟုတ်လားဇေယမင်းထက်ဘယ်နာကလဲညီလေးမထမလာဝရဘီဒီမပြောလို့မရမွဲခဲ့ဘူးလေဟုတ်တယ်ဗီဒီယိုပြောလို့မရမွဲနဲ့ brother ကြီးကျွန်တော်လည်းအဲ့လိုမျိုးကြတော့အာမပေးကျွန်တော်တို့ပြီးဆိုရင်တော့ဗီဒီယိုပြောလို့ရပါတယ်အာဘီပြရတယ်တီကလာတာဟာတရုတ်နောက်တော့ကြာနေ live stream ကပြီးတော့မယ်အဲဖုန်းကပါပိတ်သွားပြီအားကုန်ပါရကိစ္စမရှိလူကြည့်ရင်ရအောင်မလားလူကြည့်လို့ရရင်အဆင်ပြေမှာလားကျွန်တော်ချဲ့ပေးလိုက်ပါအဲ့တော့အကြီးဖြစ်သွားပြီညီကိုထောက်ကိုပါတယ်တဲ့ skin 100ကျော်ပါတယ်တဲ့ဘယ်လောက်ရနိုင်မလဲတဲ့ဘယ်လောက်မှန်းထားလဲကိုစင်ဘယ်လောက်မှန်းလဲခံမှန်းစည်းလေးပြောကြည့်ပါTG channel လေးပေးပါလားဒီ TikTok bio မှာရှိပါတယ်ဒီ TikTok ထဲမှာလို့ Telegram ဒီ YouTube channel တွေဝင်ကြည့်လိုက် bro Telegram နဲ့ bio မှာထားရတယ်ကိုရဲမအားလို့ဆိုကိုရဲမအားလို့စောက်လိုက်ပါသားစောက်ရင်တို့ရတယ်စောက်ခိုင်းလိုက်ရတယ်မအားမဝယ်နဲ့မအားမပြောလို့မရရင်မွေးနဲ့ဗျာအဲ့ကျွန်တော်အကြံပေးတာပြောလို့မရရင်လုံးဝမွေးအဲ့ဖေးအပြေပါတကယ်ရှိရလားတဲ့ AI ကြီးပါလို့နော်နှစ်ချီကလုံးနော် AI ပါလို့နော်ကျွန်တော် AI မှာစားပြီနားကအောက်ပွားအပြေမရှိရလားစားရတာဗောလူဖီဂိမ်းမင်းနော်ဒီမှာတွေ့သမျှလူအကုန်လုံးဟိုနေ user name တွေ like ခေါ်ပြီး Telegram ရှောက်လို့နေမင်းတော့လိန်ခမ်းတော့မှာပဲဒီကောင်လေးနည်းနည်းဖြောက်ထားမှရမယ်လာဘယ်တိုင်းကလဲတဲ့မာကရက်တိုင်းအဲ့မာကရက်တိုင်းတစ်တော့ကျွန်တော်သိရဲ့အဲ့ပဲအရေးကြီးอ่ะရိုလေကွဲပြပါလားကျွန်တော်မလုပ်ဘူးကျွန်တော်သမီးကအမြဲတမ်းအလေကကွဲနေတာငကိုတဲ့ဒီနာဘွေနေပါဖြစ်နေတော့လုံနေမလိုက်ဘူးနှစ်ဖူးကပြောင်းသွားတယ်လေကွဲအဲ့ရဘူးโอเคဘူးနော်ပြေးပြပါဦးနဲ့အကိုဆော်ရှိလားတဲ့ဟုတ်ပါမရှိဘူး brother ဆော်မရှိပါဘူးလူရိုးလေးပါအကိုတဲ့ FB page လေးအစ်စ်ပေးပါလားဟာ Facebook page လေးကလည်းဒီ YouTube မှာတင်ထားပါတယ် YouTube channel ထဲမှာကြီးကွန်စားသလားတဲ့စားတာဟုတ်ကွန်စားတာအခုတော့မှခန်းလေးဒီဟိုနေမျက်လုံးခွဲတော့ကျွန်တော်တို့ဆက်လိတ်အခုလက်ရှိဆက်လိတ်တွေပါတောက်လို့မရဘူးဘီကအရက်လုံးဝဝေးရှောင်းတယ်ဆက်လိတ်လုံးဝတောက်လို့မရအဲ့တော့ကွန်စားလို့ရတယ်ဆိုတော့ကွန်ထိုင်စားနေတာပုံမှန်တော့ကွန်ကစားရတဲ့ထဲမှာတော့မပါဘူးအရင်ကြိုက်တဲ့ထဲမှာလည်းမပါဘူးဟိုကကလိမတော့တော့ကွန်စားရတယ်ပေါ့ဗျာဖြေပေးအောင်နဲ့ PUBG ရောင်းဝယ်လို့လား
မပိုင်ဒါမန်နဲ့စပိုင်ဒါမန်လေးထောင်သေးလားစပိုင်ဒါမန်ကြီးတော့ထောင်ထားသေးတယ်အဲ့လေဘေးကစာရွက်ကြီးတော့ဖြုတ်ထားလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီညနေခင်းတို့မနက်ခင်းတို့စက်ရုံအသွားပြန်တို့ဆိုဆိုင်ရှိကိုကြည့်ကြည့်ပြီးရီဝါကြလို့ဒါပေမဲ့ကတ်တော့ကတ်ထားသေးပါတယ်နောက်ကြာတော့ပြန်ဖြုတ်လိုက်တာဆိုင်ရှိမှာဒါဘကူကညီကိုတွေဆိုရင်တော့ဆိုင်ရှိကဖြတ်သွားရင်တော့တိမှာပါကျွန်တော်တို့ကဒီစပိုင်ဒါမန်ခေါင်းစုမှာလေဘေးမှာမပိုင်ဒါမန်နဲ့စပိုင်ဒါမန်ဆိုပြီးရေးထားတာကိုရဲ့ရန်ကုန်မင်းသားမှာဘကူက brother မင်းငယ်ဘကူကပါဖြစ်ပြီးအောင်နဲ့ PUBG อ่ะကျွန်တော်ရောင်းဝယ်နားထားပါတယ်ကြာပါပြီတနေ့ဝင်းကျင်လောက်ရှိပြီပေါ့နော်အရင်ကတော့ PUBG Stella ပါနော်အကိုအဲ့တော့မယ်ဗျာအဘွားပေးအောင်နဲ့အဘွား brother မနေ့ကျောင်းမှာဆော်ရှာအောင်မှာမိုးတယ်ဆင်းတော့မယ်ကိုရဲ့တဲ့ဘိုင်းအဘွားပေးတယ်အဘွား brother နော်မနေ့ကျရင်ကျောင်းမှာဆော်ရမှာပါရမှာပါနော်ရမှာပါရမှာပါဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျောင်းကလေးဆိုတော့ကျွန်တော်တို့ဒီမျက်မှန်ကြီးပါလေလောကကောင်းမှမသိတဲ့ကောင်မလေးနဲ့တွေ့တော့ရမှာခုနိုင်ပြရတယ်ဘကူကညီမီလာတယ်ဘကူကညမီလာတယ်နော်တဲ့လူလုံးဟုတ်လားသူမလိုပဲဝေးကြီးမှာဟုတ်လားဘာလို့ဘေးရတယ် MPB တဲ့1000ကျော်လောက်1000ကျော်လား1000ကျော်လောက်ရှိတာရှိတာ1000ကျော်ရှိတာဗောမနေ့ပြန်စော်သွားရှာရမယ်ဟာခုံးလို့လိုက်မယ်ဒါပေမဲ့ဘုရားမှာလာရောက်နေလေကျွန်တော်တို့တဲ့ ice level 4တဲ့9ခဲ့ဆိုလို့မရောက်တော့တဲ့မန်ထွက်လာတယ် ice level 24တဲ့ဘလို့ ice level 2ကိုပြောတာနေပါလိမ့်မယ် ice level 4ဆိုရင်တော့9000တော့မဟုတ်တော့ပါဘူးเนาะ ice level 2ဆိုရင်တော့9000อ่ะဒါပုံမှန်ပဲအရင်တော့ဒါကောက်သေး9000လောက်နဲ့ကောက်9000လောက်ရအောင်ပုံမှန်ပဲ ice level 4ဆိုရင်တော့နောက်ပိုင်းတသိန်းဝန်းကျင်လောက်ဖြစ်လာတာပေါ့เนาะအခုကတော့ဘယ်သေးပေါက်လဲမှတ်မိတော့ပါဘူးနိုင်တိုင်းမိုဘိုင်းမှာလာရောက်နေဆိုတော့ဒါဆိုရင်တော့တော်တော်တိရကြာလောက်ပြီထင်တယ်။လည်းပဲကျောင်းမှာမနေ့ပဲကျောင်းမှာစော်ကအဘွားပေးမှမို့လို့အိတ်တော့မယ်ဗျာတဲ့။ကဲရုံပေးလိုက်ပါမယ်နော်ရုံပေးလိုက်ပါမယ်ကိုယ်လည်း live stream လာကြည့်နေတာဆိုတော့ရုံပေးလိုက်ပါမယ်။အခုလည်း6ခုပါတယ်အကောက် skin 100ကျော်ပါတယ်8000လောက်ရနေတာမရနိုင်ပါဘူးညီလေး9000အောက်ဆင်းမယ်ထင်တယ်။လို့တဲ့ level 4တဲ့ F4 မပါဘူး။no and 4ပြောရလား no and 4ဆိုရင်တော့အကောက်ကလေပုံမှန်3သိန်းလောက်ပေါက်နေတဲ့အကောက်က F4 skin မပေါက်ဘူးအဲ့လိုမျိုးဈေးကထောက်ဝက်လောက်ပြစ်ကြသွားတာအဲ့ပုံမှန်ပဲ F4 လဲတဲ့ big fan okay အဲ့ no and 4ဆိုတချို့ကြမယူကြဘူးဘယ်လောက်ပဲအကောက်ကောင်းတချို့ကြတော့လှမယူကြဘူး F4 မပိုင်ကြောက်တယ်ဘာလို့လဲဆိုဂူလို့လေဂူတတ်တယ် F4 မပိုင်ဂူတတ်တယ် PUBG မှာ F4 ကတတ်ပဲ F4 ကစီကတတ်ပဲမဘာသာပြောနေအခု ice level 3ဆိုရင်ဘယ်လောက်ရလဲကျွန်တော် PUBG မလောက်တာနှစ်ချီသွားပြီမသိတော့ဘူးကွယ် Granger လေးညပါတာရှိတာတဲ့ခုနကပြောတဲ့ AC နဲ့လဲထက်လုံးမယ်150လိုက်မယ်ရှိမယ် okay ကိုရေးတဲ့ game တွေဝယ်ကျွန်တော် DJ မှာတင်ပေးပါလားဗျာတဲ့ဟုတ်ကဲ့ပါကျွန်တော်တင်ပေးပါမယ်နောက်ကျွန်တော် tele post တွေမတင်ပြဘူးကျွန်တော်ဒီတိုင်းပဲလာမေးတဲ့လူကြီးရောင်းတာနေအကောက်တွေကကုတ်ကုန်သွားလို့ဘိုးရောက်မှဝင်ပြီး AC လေးကြည့်ဦးမယ်ဗျာတဲ့ကျေးဇူးများကြီးထင်ပါတယ် welcome bro amazing ရောင်းရင်တဲ့ရေးတိုင်းဘာလို့ပြန်မရလဲဟောမေကိုကောင်းနေဗျာမိုဘိုင်းဘရိုးတွေ MMA series တွေရတယ်ရောင်းရင်ဘာလို့အရင်တိုင်းပြန်မရတာလဲလူပြောရမယ်လူတော့ပြောရမယ်အားကြောင့်နည်းနည်းတော့စားသွားပြီပေါ့နော်ကျွန်တော်တို့ဒီရောင်းဝယ်လုပ်တဲ့ညီကိုတွေဆိုကျွန်တော်မှဆိုလို့ရှိရင်ဥမာ admin တွေရှိရတော့ admin အားလုံးကျွန်တော်မှ73ယောက်ရှိတယ် admin 73ယောက်ရှိတယ်73ယောက်လား14ယောက်လားမရှိရှိတယ်သူတို့တလားသာရှင်းရတဲ့လာတာတွေမနေဘူးလीနော်တယောက်3သိန်းနဲ့ပဲတွက်73ယောက်ဆို340လောက်ကုန်တယ်နော်340လောက်ကုန်တယ်ဝေနန်းကနော်ဆိုင်ကန်းကနှစ်ကန်းမောင်းကျွန်တော်တို့ဘယ်လောက်ကုန်လဲဆိုတော့8သိန်းခွဲဝန်းကျင်လောက်ကုန်တယ်အဲ့တော့ကျွန်တော်တို့ဒါဆိုင်ကန်းကနဲ့ဝေနန်းကနဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့48သိန်းကျော်တယ်ပေါ့နော်48သိန်းဝန်းကျင်လောက်ကုန်48သိန်းထားလိုက်ပါ48သိန်းထားလိုက်ထားပြီးလို့ရှိရင်ကျွန်တော်တို့မီတာကနှစ်ဆိုင်ပေါင်း2သိန်းလောက်ပဲထားလိုက်အောင်အဲ့တော့ကျွန်တော်တို့ကဘယ်လောက်ကုန်ဝိုင်းလဲဆိုတော့တလားကိုထောက်ငွေ350ရှိပါပြီ wifi ဝိုးတွေမပါသေးဘူးwifi ဝိုးတွေမပါသေးဘူး350ရှိသွားပြီကဲစားတာတောက်တာတွေမပါသေးဘူးကျွန်တော်တို့ဒါစားတာတောက်တာထားလိုက်ပါဒါစားတာတောက်တာမတွက်တော့ဘူးဗျာအဲ့တော့ကျွန်တော်တို့ဆိုင်ကန်းကရယ် wifi ကရယ်လာတာရှင်းနိုင်တယ်350လောက်ထောက်သွားပြီတလား350ထောက်သွားပြီအဲ့မှာ350ထောက်သွားပြီအဲ့တော့ကျွန်တော်တို့ဒီအခြားရင်းသားတွေရှိပါတော့အကောက်သူတစ်ခါကျရင်တရက်သေးကို300လောက်အနည်းဆုံးလက်ထဲမှာ300လောက်ရှိမှကျွန်တော်တို့ကစင်ပြေတာဘာလို့လဲဆိုတော့အကောက်တွေကကျွန်တော်တို့ကတောက်လျှောက်လာရောက်သမျှတနေ့အများကြီးကောက်ပေးတာဟုတ်
ညာကြီးကောက်ပဲအကောင့်20ကျော်လောက်နေစဉ်ပုံမှန်ကောက်ပြီးတယ်30လောက်ဖြစ်သွားတယ်ဖြစ်သွားတယ်ကောက်ပေါင်း30ဆိုကျွန်တော်တို့ကငွေရှင်းရတာပါလားဆိုအမှငွေကနေ့တိုင်းမြဲတဲ့သိန်းရာချီရင်းထားတယ်တချို့ဆိုအခု brother တို့ကဖောက်တဲ့ကောက်ဆိုတစ်ကောက်တည်းနဲ့ကိုကျွန်တော်တို့သိန်း105သိန်းဆိုအဲ့လိုရင်းထားတဲ့ပတ်စံတွေရှိတယ်ပြီးရင်ဆိုင်ငန်းပြင်စင်ကျွန်တော်တို့စံတော်တွင်ရဲ့ထိတ်ကဆိုင်လေးဆိုကျွန်တော်တို့ဆိုင်ရလေးကျွန်တော်ဒီအခန်းတစ်ခန်းစာလောက်ပဲရှိတယ်ကျွန်တော်ဒီအခန်းတစ်ခန်းစာလောက်ပဲရှိတယ်ဆိုင်ကန်လေးဒါပေမဲ့ကျွန်တော်တို့ကမီးတွေပြတ်တဲ့အတွက် inverter တွေဆင်ရတယ်ဘက်ထရီဝိုးတွေဆင်ရတယ် decoration တွေဆင်ရတယ်အဲဆိုင်ကန်အပြင်ဆင်ရ300ကုန်တယ်အဲ့ဒီဆိုင်ပြင်းချင်းလေးက300ကုန်တယ်တခြားကျွန်တော်တို့ဒါ admin တွေစာပြန်မှုဖုန်းတွေဆိုရင်ကျွန်တော်မှာ admin စာပြန်မှုဖုန်းတွေ tablet တွေဆိုကျွန်တော်မှာ tablet ဆို5လုံး6လုံးလောက်ရှိတယ်Xiaomi Pad 5တစ်လုံးပါတယ် Pad 6ကဘယ်နှလုံးလဲမသိပါတယ်Pad 5ကအနိမ့်ဆုံးပဲအဲ့မှာ iPad နှလုံးလားဒီပါတယ် Pad 6ပါတယ် Pad 7ပါတယ်အဲ့လို iPad တွေကြီးပဲအဲ့ tablet ကြီးပဲ9လုံးလောက်ရှိတယ်ဖုန်းတွေအားလုံးပေါင်းအလုံး20နီးပါးလောက်ရှိတယ်အဲ့ဒါတွေပြန်ပေါင်းလိုက်အရင်နေ့ကဘယ်လိုပြောမလဲပြောတတ်တော့ဖုန်းကတကယ်အလုံး20လောက်ရှိရနော်တကယ်အလုံး20လောက်ရှိရအဲ့စာပြန်ဖို့နဲ့customer တွေကိုလုပ်ပေးဖို့ဖုန်းလိုင်း reply ပြန်ဖို့အဲ့လိုမျိုးအများကြီးပဲအကောက်ပေးဖို့တွေအဲ့လိုမျိုးကျွန်တော်တို့ကဒီဟိုနေသူတို့ပါလာတဲ့ admin တွေကဖုန်းတွေကကျွန်တော်တို့ကတင်ထားတာကျွန်တော်တို့ပေးတဲ့ဖုန်းတွေပဲသူတို့ကသုံးရတာဆိုတော့ဖုန်းတွေရင်းထားတာအများကြီးပဲ tablet တွေရင်းထားတာအများကြီးပဲကိုယ်တိုင်အချိန်တွေရင်းထားရတယ်ဗီဒီယိုတွေရိုက်ကြရတယ် edit တွေလုပ်တယ်အဲ့လိုအချိန်တွေကလည်းဒီတော့အများကြီးပေးဆက်တာအဲ့လိုမျိုးတခါကြလို့ရှိရင်တချို့မကောင်းတဲ့ကောင်တွေကအကောက်ရောင်းပြီး RC ဆွဲသေးတယ် RC ဆွဲသွားလို့ရှိရင်ရှော်ရပြန်အောင်ကိုရီးယားတည်မလားအခုကျွန်တော်ကရောင်းလိုက်တယ်ရော့ဟဲ့မင်းလက်ထက်ရောက်ရင်ငါလည်းမဆိုင်တော့ဘူးအဲ့လိုသွားလုပ်လို့မရဘူးတော့ကိုကနာမည်တစ်ခုနဲ့လုပ်တာဆိုတော့ကဲရော့မင်းလက်ထက်ရောက်သွားပြီဆိုရင်လည်းငါရှီယာဝယ်ထားတာငါအာမခံတယ်အဲ့လိုကျွန်တော်ရှိမှဆိုအာမခံ1လ2လထိပေးတယ်2လနောက်ဆုံး2လထိကိုပေးတယ်အာမခံအဲ့2လအတွင်းမှာကြိုက်သူလို့ဆော့ဘာပဲဖြစ်ဖြစ်အာမခံပေးထားတယ်အဲ့လိုမျိုးပေါ့အဲ့ဘိုင်းနေလေကျွန်တော်တို့ကပေးထားရှိတယ်အယော်စားလည်းရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့လိုမျိုးထိုက်တဲ့အမျက်တွေကတော့ပြန်ယူရသေးတယ်အရင်တိုင်းတော့ဘလို့မှမရအောင်အဲ့လိုမျိုးပေါ့နော်အကျိုးသားပါနဲ့တဲ့ကျိုးစိုးတာချီတိတ်မဖတ်တတ်တော့အဲ့ဒါကြောင့်အဲ့လိုမျိုးလေးရှိတယ်အားကြောင့်မို့အရင်တိုင်းပြန်မရဘူးနော်ဟိုတခါကြလို့ရှိရင်ဟာမင်းတို့ကများတယ်ဘာညာအဲ့လိုရှိသေးတယ်အဲ့လိုတော့မဟုတ်ဘူးကျွန်တော်20%တော့ခွာတယ်20%ခိုင်တော့20%ဒီတိန်း100ဆိုရင်ဗျာတိန်း100နဲ့ရောင်းတဲ့ကောက်သူကျွန်တော်ရက်တိန်း100နဲ့ဝယ်သွားရပေါ့ပြန်ရောင်းဘယ်လောက်ရမလဲတိန်း80ရမယ်တသိန်းနဲ့ဝယ်သွားတဲ့ကောက်ဘယ်လောက်ပြန်ရမလဲ8000ရမယ်ဒါပေါ့အတိမှာနော်2သိန်းနဲ့ဝယ်သွားဘယ်လောက်ရမလဲတသိန်း6000ရမယ်နော်20%ခိုင်တော့ကတိပဲနော်တော့ဝယ်သေးလို့ game မဆော့ရသေးဘူးဆော့ချင်ချောင်းဆိုင် issue ပဲကြာ okay အဲ့လိုလေးတော့ရှိတယ်ဘာလဲဆိုတော့ဒီကြားထဲမှာကျွန်တော်တို့မှာတော့ထွက်တဲ့ပတ်စံအများကြီးပဲစားသေးတွေပါရောမပါသေးဘူးအဲ့တော့ထွက်တဲ့ပတ်စံတွေများတယ်အဲ့တော့ဒါတော့မရောတရက်လောက်မရောလို့ရှိရင်ဟာရှော့ပြီတဲ့မှာဝက်ရင်းလာတာအများကြီးပဲဘယ်ညာလီရပါရေးစီဘေးဘလောက်လဲဘယ်ညာလီကျန်ကနောက်ပိုင်းအသေးတွေမှာတော့မတွေ့ပြီဘူး2သိန်းကျော်3သိန်းနောက်ဝန်းကျင်မှာတော့တွေ့များတယ်ခါကျရင်တော့အနေထဲမှာလည်းတွေ့တတ်ပါတယ်ပုံမှန်ဆိုရင်တော့ဟိုမြင်းဆန်ဆန်နဲ့လွယ်လွယ်ကူကူလေးလိုချင်တော့အဲ့လို2သိန်းဝန်းကျင်တော့3သိန်းတယ်ပေါ့နော်အရင်ကရှိတယ်တဲ့6 stand တဲ့ green bar လေး200အတိပြင်အောင်လိုက်တာဟာစီးရချက် Okay အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် live stream လေးတော့နားပြီနောက်နေ့မှာပြန်ဆုံမယ်နောက်တစ်ပတ်လောက်နေရင် game live stream တွေပြန်လာမယ်ပဲအဲ့ကြရင်လည်းအားပေးကြပါအောင် YouTube မှာပဲ stream သွားဖို့များပါတယ်လာကြည့်ပေးတဲ့ညီကိုတွေတယောက်ချင်းစီတိုင်းဟိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ